အောင်မြင်ကြီးပွားလူစွမ်းအားလူတွေရဲ့အစွမ်းတတ္တိကိုမြတ်စွာဘုရားပွင့်တော်မူမှသိကြရတယ်ဘုရားမပွင့်ခင်ကာလတုန်းကလူတွေဟာကိုယ့်ရဲ့စွမ်းအားကိုယုံကြည်မှုအားနည်းနေကြဒါကြောင့်မို့လောကကြီးမှာကမ္ဘာဥက္ကာလကစပြီးတော့လူတွေဟာကိုယ်ွယ်ရအမျိုးမျိုးရှာဖွေပြီးတော့လာကြလို့တဘာဝအင်အားစုကြီးတွေကိုကြောက်လန့်ပြီးတော့တဘာဝအင်အားစုကြီးတွေဟာဖန်ဆင်းနိုင်တဲ့စွမ်းအားရှိတယ်လို့ယူဆပြီးလူတွေဟာကိုယ်ွယ်လာခဲ့ကြတယ်ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောတဲ့တရားထဲမှာလည်းပဲဒီအဓိပ္ပာယ်မျိုးပါရှိတယ်ပေါ့နော်လောကမှာကိုယ်ွယ်မှုတွေအမျိုးမျိုးလူတွေကိုယ်ွယ်နေကြတာဒီကနေ့ခေတ်မှာတောင်မှပဲဒီကိုယ်ွယ်မှုတွေမကင်းသေးဘူးလေအဲ့တော့ဒီကိုယ်ွယ်မှုတွေအားထားမှုတွေဟာတကယ်ကောအားထားရအစစ်ဖြစ်ပါရဲ့လားလို့ဆိုတာမြတ်စွာဘုရားပွင့်တော်မူတဲ့အခါမှာကိုယ်ွယ်အားထားရအစစ်ဆိုတာဘုရားဟောမှဘုန်းကြီးတို့တွေသိခွင့်ရကြတယ်ဘယ်လိုဆိုလို့ရှိရင်အာကိုရမဟုတ်တဲ့ဟာတွေကိုအာကိုပြီးတော့ဘဝခရီးမှာနိမွန်းသွားကြတဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတာမြတ်စွာဘုရားကလူတွေဟာကိုယ်စွမ်းအားကိုမသိကြသည့်အတွက်ကြောင့်ဘာတွေကိုယ်ွယ်လာကြသလဲဆိုတာဓမ္မပါဠိပါဠိတော်မှာထုတ်ဖော်ပြီးတော့ဟောထားတာရှိတယ်ဘဟုံဝေတရဏံယန္တိပပ္ပတာနိဝနာနိသအာရမရုက္ခစေတယာနိမနုဿဘယဒိစိတာတဲ့မြတ်စွာဘုရားတရားတော်တွေဟာအလွန်ပဲပြည့်စုံတယ်လောကလူတွေဟာဘဟုံဝေတရဏံယန္တိလူအများစုတွေကဘာတွေကိုယ်ွယ်ကြတော့ဆိုပပ္ပတာနိဝနာနိသတောင်းတွေကိုယ်ွယ်တယ်တောတွေကိုယ်ွယ်တယ်တောင်တွေကိုမျိုးမျိုးပြောပြီးတော့ဒီတောင်မှာတကူကြီးတဲ့နတ်ကြီးတွေရှိတယ်လို့ဆိုပြီးတော့တောင်ဆောင်နတ်မင်းပေါ့တောင်ကိုကိုးကွယ်ရာကနေပြီးတော့စိတ်ကူးထဲမှာတောင်ဆောင်နတ်မင်းတွေဖန်တီးပြီးတော့ကိုးကွယ်လာကြပပ္ပတာနိဝနာနိသတောကြီးတွေကိုးကွယ်လာကြတယ်အာရမရုက္ခစေတယာနိအယံဥယျာဉ်ကြီးတွေလူတွေကိုးကွယ်တဲ့တစ်ပင်လို့ဆိုတဲ့စေတိယဆိုတဲ့ရုပ်တစ်ပင်တွေကိုးကွယ်ကြတယ်။ဘာဖြစ်လို့ဒီလိုကိုးကွယ်ရမဟုတ်တဲ့အရာတွေကိုလူတွေဟာကိုးကွယ်နေကြသလဲလို့ဆိုဘယတစ္ဆိတာအမှန်မသိတော့လူတွေဟာကြောက်တယ်။ဘာကိုကြောက်တာတုံးလို့ဆိုဆင်းရဲမှကြောက်တယ်။ဆင်းရဲမှသိကြောက်တယ်ဘေးရန်အန္တရာယ်ကလွတ်ရလွတ်ကြောင်းဒါတွေကိုကိုးကွယ်အားထားမယ်ဆိုရင်ဘေးရန်အန္တရာယ်တွေကလွတ်နိုင်တယ်လို့တွေးတောပြီးတဲ့အခါမှာဒါတွေကိုကိုးကွယ်ကြတယ်အဲ့ဒီကိုးကွယ်လိုက်တဲ့အချိန်နဲ့သဘာဝရဲ့ပြောင်းလဲမှုတွေဆိုတာလေသူကသူစဉ်ဆက်မပြတ်ပြောင်းတာတွေရှိတာဟုတ်တိုက်ဆိုင်မှုတွေဖြစ်သွားတဲ့အခါကျတော့ဩငါတောင်းပန်လိုက်လို့ငါကိုးကွယ်လိုက်လို့ဒီဘေးရန်အန္တရာယ်တွေငြိမ့်သွားတယ်ဆိုပါစို့မုန်တိုင်းကြီးကျနေမုန်တိုင်းကြီးကျနေတဲ့အခါကျတော့အခုခေတ်ဗုဒ္ဓဘာသာဝင်တွေသူတော်စင်တွေကတော့မုန်တိုင်းကြီးတိုက်လာပြီဆိုရင်ဖျားနဲ့ဖျားကိုတကြမှာပေါ့နော်အဲ့ဒီခေတ်တုန်းကဖျားဆိုတာမသိသေးတဲ့လူတွေကဒီမုန်တိုင်းကြီးဟာကောင်းကင်ဘုံကနမင်းကြီးစိတ်ဆိုးလို့ဖြစ်တာဆိုပြီးတော့သူ့ကိုပူဇော်ပတ်တာရှ िख ိုးဂါရဝပြုတ်ပြီးတော့နေတာမုန်တိုင်းဆိုတာအရှိန်အဟုန်ကုန်ရင်သူကသူရက်သွားစမြဲပဲပေါ့တဘာဝစွမ်းအားတွေဆိုတာအကြောင်းတရားတွေကဖန်တီးထားလို့ဖြစ်လာတဲ့အရာတွေသာဖြစ်တယ်အဲ့ဒါတွေကိုမသိတဲ့အခါကျတော့
ကောင်းကင်ဘုံကနတ်ဖျားကြီးကအစွမ်းပြတာပဲလို့ဆိုပြီးကြောက်လန့်ပြီးလူတွေကကိုးကွယ်လိုက်တဲ့အချိန်တန်းတားလိုက်တဲ့အချိန်မှာမုန်တိုင်းဟာသဘာဝအတိုင်းတဖြည်းဖြည်းရောကျသွားတော့လူတွေစိတ်ထဲမှာဘလို့ဆွဲလာတော့ဆိုငါပူဇော်လိုက်လို့တောင်းပန်လိုက်လို့ဒီမုန်တိုင်းကြီးဟာရောကျသွားတယ်လို့တိုက်ဆိုင်မှုတွေကိုပြောတာနော်ဒါမျိုးကဖြစ်တတ်တယ်ဖြစ်တဲ့အခါမှာလူမှာဘာဖြစ်သွားတော့ဆိုအစွဲလန်းတစ်ခုရသွားတယ်လူတွေပေါ်မှာကြီးစိုးနေတဲ့အရာတစ်ခုရှိတယ်လို့ဆိုပြီးတော့ပြင်ပတကုရှင်တွေကိုအာကိုးလို့တဲ့စိတ်တွေဟာတန်တရားကနေပြီးတော့လူတွေရဲ့စိတ်ထဲမှာဆွဲလန်းသွားတယ်ဒီဆွဲလန်းသွားတာအသေးအဖွဲလေးလို့မအောင်မိနဲ့ဒီကနေ့ခေတ်ကဘာမှာလူကြီးတန်ပေါင်း9000 6000ကျော်9000လောက်ရှိနေတဲ့လူတွေထဲမှာဒီအစွဲလန်းကိုယုံကြည်လက်ခံထားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲရှိတယ်ဘုရားဘာသာလို့ဆိုတဲ့ပုဂ္ဂိုလ်တွေတဲတောင်မှဒီအစွဲလန်းကမပြောက်ချင်ဘူးပေါ့နော်အဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့ဒီအစွဲလန်းနေပြေပြောက်သွားအောင်စွမ်းရည်တတ္တိတွေစွမ်းအားတွေဆိုတာကိုယ်တဏ္ဍာမှာပဲရှိတယ်အပြင်မှာမရှိဘူးဆိုတာသိလာကြဒီကနေ့ခေတ်မှာသဘာဝအကြောင်းတွေကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲသဘာဝရဲ့စွမ်းအင်ကြီးတွေစွမ်းအားကြီးတွေကိုဘာကြောင့်ဖြစ်တယ်ဆိုတာသိပ္ပံပညာတိုးတက်လာတဲ့အခါသိလာကြတယ်သိလာတဲ့အခါမှာယုံကြည်အားကိုးမှုအပြင်ကိုယုံကြည်အားကိုးမှုတွေတဖြည်းဖြည်းရောကြလာရောကြလာတော့လေလူတွေဟာကိုယ့်ရဲ့ tradition ဆိုတဲ့အစွဲအလန်းတွေ tradition ဆိုတဲ့အစဉ်အလာကြီးတွေကိုကြော်လွှားခြင်းကမစွမ်းနိုင်လို့တချို့ကဟုတ်လိမ့်နိုးနိုးနဲ့ဆက်လက်ကိုးကွယ်နေတာတွေရှိတော့မယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေမှာကဘာကြီးကိုဖန်ဆင်းသူထာဝရဘုရားလို့ဆိုတာကောင်းကင်ဘုံဗြဟ္မဘုံမှာရှိတဲ့ဗြဟ္မာကြီးတူပေါ့မဟာဗြဟ္မာလို့ခေါ်တဲ့တကိုးကြီးတဲ့ပထမဇန်ဘုံကဗြဟ္မာကြီးဟာကဘာဥကာလအဲ့ဒီဘုံကိုသူကလက်ဦးရောက်လာတဲ့အခါမှာနှစ်ပေါင်းကအလွန်ကြာတယ်တရဝါဆိုတာဘယ်သူပဲဖြစ်ဖြစ်ကိုယ့်ကိုယ်လည်းစဉ်းစားကြည့်တယောက်တည်းကြာကြီးနေဘာဖြစ်လာတော့ဆိုပြင်းလာနော်ပြင်းလာတဲ့အခါကျတော့အဖော်လိုခြင်းလာစကားပြောပေါ်စကားပြောဘက်ကလေးတော့ရှိအောင်ပါပဲဆိုအဖော်ကိုလိုခြင်းလာဗြဟ္မာကြီးကလည်းဗြဟ္မဘုံမှာသူဖြစ်တာကြားလာတဲ့အခါကျတော့သူ့စိတ်ထဲမှာတွေးတယ်။အော်ခုချိန်များငါအဖော်အလော်တယောက်တော့ရောက်လာရင်ကောင်းမှာပဲလို့အဲ့ဒီလိုတွေးလိုက်တာနဲ့တပြိုင်နက်သူကံအားလျော်စွာတခြားတ attva တယောက်ကလည်းပဲသူ့ဘုံသူ့အနီးနားမှာသွားပြီးတော့ဗြဟ္မာအနေနဲ့သွားပြီးတော့ဖြစ်ပေါ်သွားပြန်တိုက်ဆိုင်တာနော်သူတောင်းတလို့ဖြစ်တာမဟုတ်ဘူးအချိန်ချင်းသွားဆုံမိတာအဲ့ဒါကိုပြောတာဗမာစကားမှာလဲထမ်းသီးကြွေခိုက်ကြီးပြန်ခိုက်တယ်နော်တချို့လည်းထမ်းသီးကြွေခိုက်ကြီးနှင်းခိုက်လို့ဗမာစကားမှာအမျိုးမျိုးပြောကြတယ်တကယ်စာနဲ့ပေနဲ့အမှန်ဆိုလို့ရှိရင်ထမ်းသီးကြွေခိုက်ကြီးပြန်ခိုက်ကမှအမှန်နော်ထမ်းသီးကြွေခိုက်ကြီးနှင်းခိုက်ကိုအဓိပ္ပာယ်ဘယ်လိုဖော်ကြတော့လို့ဆိုကြီးကလည်းအနားလိုက်ထမ်းသီးကလည်းကြွေသွားတယ်ပေါ့တိုက်ဆိုင်သွားတယ်ကြီးနာလို့ကြွေတာမဟုတ်ဘူးထမ်းသီးကလည်းကြွေမဲ့အချိန်ကြီးကလည်းအနားတိုက်ဆိုင်မှုကိုပြောတာနော်အဲ့ဒီစကလုံးရဲ့ရင်းမြစ်ကဘယ်ကလာတာတုံးဆိုအိန္ဒိယနိုင်ငံလာတဲ့စကလုံးအိန္ဒိယနိုင်ငံမှာစာပေမှာဘယ်လိုသုံးလို့ဆိုကာကတာလိယလို့ခေါ်တယ်ကာကဆိုတာကြီးတာလဆိုတာထမ်းသီးကြီးနဲ့ထမ်းသီးတိုက်ဆိုင်မှုဖြစ်တာကိုအသုံးပြုပြီးတော့ကာကတာလိယအဲ့ဒီကနေဆက်နွယ်လာပြီးတော့မြန်မာစကားပုံနဲ့ရောက်လာတာထမ်းသီးကြွေခိုက်ကြီးပြန်ခိုက်ဆိုလိုတာကဘာလို့ဆိုရင်ထမ်းသီးကအပေါ်အကြွေအကြကြီးကအောက်ကဖြတ်အပြန်ထသီးကြောင့်မို့လို့ကြီးသေးရတာကိုပြောတာနော်ကြီးပေါ်မှာထသီးကကြွေကြတာကြီးကအပြန်လိုက်နဲ့တိုက်ဆိုင်သွားတာကိုပြောတာဒါကိုပြောတာ accident ဆိုတာ
မတော်တဆဖြစ်တဲ့သဘောမျိုးဒီအသုံးမျိုးလေးတွေကိုသုံးတာတခြားလဲရှိတယ်ဆိုပါလို့အသုံးတစ်ခုကဘာလဲလို့ဆိုရင်တစ်သားတစ်ခုတစ်သားတစ်ချောင်းကိုချစားတဲ့အခါမှာစရဘဝစလုံးလေးပေါ်လာနော်ဥပမာပဲစရဘဝချရတော့သူကသူလှဲ့စားတာပဲသူကစာလုံးရေးတာမဟုတ်ဘူးသို့တော့ချစားရင်းနဲ့ပေါ်လာတာဟာဒီစလုံးလေးဖြစ်လာဒါတိုက်ဆိုင်ပြီးတော့ဖြစ်တာသို့တော့လေယုံကြည်တဲ့လူတွေကြတော့ဒါဟာစရဘဝပေါ်လာတယ်လို့ပြောတယ်လကုအခရာလောကကြီးမှာဒီလိုတိုက်ဆိုင်လို့ဖြစ်တာတွေအများကြီးရှိတယ်အများကြီးရှိaccidental ဆိုဒါတွေကိုယုံကြည်ပြီးတော့ဒီနောက်ကိုလိုက်နေလို့ရှိရင်ဘာအကျိုးရမှာလဲဘာအကျိုးမှမရတိုက်ဆိုင်တဲ့အခါသူဖြစ်ခြင်းဖြစ်တယ်လောကကြီးမှာနော်အဲ့တော့အခုဘာသာတွေကယုံကြည်နေကြတဲ့ထာဝရဘုရားသခင်ကဖန်ဆင်းတယ်ဆိုရယ် God ယုံကြည်တာ God created everything ဆိုထာဝရဘုရားကြီးကအားလုံးကိုဖန်ဆင်းတယ်လို့ဆိုတဲ့ယုံကြည်ချက်တကယ်စလာတာပြမပြေကစလာတကယ်ဖန်ဆင်းတာမဟုတ်ဘူးသူ့ဘာသူတိုက်ဆိုင်သွားတာသို့တော့သူကိုယ်တိုင်ကလည်းငါဖန်ဆင်းတာလို့စိတ်ထဲမှာထင်သွားတယ်နောက်ရောက်လာတဲ့ပြမတူကလည်းငါ့ကိုသူကဖန်ဆင်းတာလို့ယုံကြည်ချက်ဖြစ်သွားတယ်အတော်ဆန်းကျယ်တယ်နော်အဲ့ဒီယုံကြည်ချက်ကြီးဟာခဏိထိရှိတယ်ဒီအကြောင်းကိုသိချင်ရင်မြတ်စွာဘုရားဟောထားတဲ့ဗြဟ္မဇာလသုတ်တံရှိတယ်ဒီစနစ်ဒီယုံကြည်မှုကြီးဒီကိုးကွယ်မှုကြီးပေါ်လာတာဟာမတော်တဆ accidentally ပေါ့တိုက်ဆိုင်ပြီးတော့ပေါ်လာတဲ့အရာသာဖြစ်တယ်တကယ်အစစ်အမှန်မဟုတ်ဘူးမြတ်စွာဘုရားဟောထားတယ်သို့တော်ဒီကနေ့ထိအောင်ဒါယုံကြည်နေလို့ကဲယုံကြည်တော့ဘာဖြစ်လဲဒီလိုကိုးကွယ်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်ငါတို့ကိုGodဆိုတဲ့တကုရှင်ကြီးကဖန်ဆင်းတာအိန္ဒိယနိုင်ငံမှာအသုံးနဲ့သုံးရင်ဣဆွရနေမာနဣတရနေမာနပါဠိစာပေမှာဒီလိုသုံးတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာဣတရနေမာနဒီလိုသုံးတာနော်ဣတရဆိုတာနဲ့ God ဆိုတာနဲ့တူတူပဲစကားလုံးပဲကွာတာနော်ဣတရအိန္ဒိယဝါဟာရနဲ့ပြောဣဆွရနဲ့ဣတရနဲ့တူတူပဲအဓိပ္ပာယ်ဣဆွရဆိုတာတကုရှင်အစိုးရသူဣတရဆိုတာလည်းတကုရှင်အစိုးရသူ God ဆိုတာလည်းအစိုးရတဲ့တကုရှင်အင်္ဂလိပ်စကားအဲ့တော့ဒီ God ဆိုတဲ့တကုရှင်ကြီးကလောကကြီးကိုဖန်ဆင်းတယ်ဆိုတာဒီကနေ့ခေတ်ရှိနေတဲ့ဘာသာတရားတွေကစတာမဟုတ်ဘူးလူကဘာဥက္ကလာတွေကလူတွေယုံကြည်လာတဲ့အချက်တစ်ခုသာဖြစ်တယ်အထူးဆန်းမဟုတ်ဘူးလို့ပြောရမှာနော်ဘာဖြစ်လို့ဒီလိုဖြစ်လာတော့လို့ဆိုမြတ်စွာဘုရားကတော့နောက်ပိုင်းဆက်သွယ်ဖြစ်ပေါ်လာတာအဓိကကတော့မနုဿဘယဒိဋ္ဌိတာလူတွေကအမှန်မသိဘူးအမှန်မသိတော့တွေးပြီးတော့ကြောက်တယ်ကြောက်တော့အာကိုရရှာကိုကမသိနိုင်ဘူးမသိနိုင်တာတွေဖြစ်တဲ့အခါကျတော့ကိုယ့်ကိုများသိနိုင်တဲ့ပုဂ္ဂိုလ်ကများငါ့ကိုလမ်းပြမလားဆိုတဲ့အာကိုယုံကြည်မှုရဲ့ကြောက်မှုကိုအခြေခံပြီးတော့အာကိုယုံကြည်မှုတွေပေါ်လာလို့ဒီဝါဒတွေဒီဘာသာတရားတွေပေါ်လာတာတဲ့ဒါဘာသာတရားတွေပေါ်လာပုံဟာဒီပုံစံနဲ့ပေါ်လာမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့သိပ္ပံပညာတွေတိုးတက်လာတဲ့အခါမှာအတော်အသင့်ရုပ်ပိုင်းဆိုင်ရာတွေသိကြမြတ်စွာဘုရားပွင့်လာတဲ့အခါမှာရုပ်ပိုင်းဆိုင်ရာတွေမကဘူးနာမ်ပိုင်းဆိုင်ရာအကုန်လုံးရှင်းရှင်းလင်းလင်းပွင့်ပွင့်လင်းလင်းကြီးလူတွေဟာအသိဉာဏ်တွေဖြစ်ပွားလာကြဒါကြောင့်မို့လို့လောကမှာစွမ်းအားတွေဟာလူသားတွေမှာရှိလူသားတွေမှာရှိတယ်လူသားတွေကတခြားအရာတွေကိုအကုယုံကြည်နေဖို့မဟုတ်ဘူးတဲ့လူတွေရဲ့တန်ဖိုးဟာမြတ်စွာဘုရားပွင့်လာမှပို့ပြီးတော့တန်ဖိုးမြင့်လာတယ်လို့ပြောအောင်။ဘာဖြစ်လို့လဲဆိုတော့တိဋ္ဌာယရဏတုံမှာမြတ်စွာဘုရားကခရစ်ဆိုင်လုပ်ပြထားတာရှိတယ်ဝေဖန်ပြထားတယ်။ဣတရနေမာနလို့ဆိုတဲ့ထာဝရဘုရားသခင်ကြီးတကုရှင်ကြီးကဖန်ဆင်းလို့ဖြစ်တယ်ဆိုလို့ရှိရင်ကြည့်
ကိုဘဝကိုရှိနေကြတယ်လူတွေကိုဘဝကိုအသက်မွေးနေကြတယ်ဖန်ဆင်းထားလို့ဖြစ်တယ်ဆိုလို့ရှိရင်နော်အလုသမားဖြစ်နေတဲ့ပုဂ္ဂိုလ်ကလည်းထာဝရဘုရားသခင်ဖန်ဆင်းလို့အလုသမားဖြစ်တာအလုရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းဘုရားသခင်ဖန်ဆင်းလို့အလုရှင်ဖြစ်တာနွားတတ်နေရတဲ့လူကလည်းဘုရားသခင်ဖန်ဆင်းလို့နွားတတ်နေရတယ်စိတ်တတ်ရတဲ့လူကလည်းဘုရားသခင်ဖန်ဆင်းလို့ဂုဏ်ဒီပွဲစားလုပ်တဲ့လူကလည်းဘုရားသခင်ဖန်အားလုံးဟာဘဝတစ်ခုရလာပြီးတော့လောက်ကင်စားတော့နေရတာဘုရားသခင်ဖန်ဆင်းလို့ဆိုတဲ့အဓိပ္ပာယ်ကြီးရောက်သွားတယ်တဲ့ဒါမြတ်စွာဘုရားဝေဖန်ပြတာနော်ဘုရားကတော့ပါဏာတိပါတိအရိဏတာယီဆိုတဲ့စကားလုံးတွေနဲ့ဝေဖန်ပြတယ်အဲ့ဒါလိုအခြေအနေမျိုးရောက်သွားနိုင်တယ်တဲ့ဒါကဖန်ဆင်းတာအရာရာကိုထာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ယုံကြည်မယ်ဆိုလို့ရှိရင်ကိုဖြစ်နေတဲ့အရာတစ်ခုဟာဘုရားသခင်ဖန်ဆင်းထားတဲ့အတိုင်းဖြစ်တာဆိုတော့ဘာဖြစ်လာတော့ဆိုတော့နောက်ပိုင်းမှာစဉ်းစားကြည့်လိုက်မြတ်စွာဘုရားအဲ့ဒီဘုရားသခင်ဖန်ဆင်းလို့ဆိုတဲ့အယူအဆကြီးခြေခြေနက်နက်ကြီးလက်ခံထားတဲ့ပုဂ္ဂိုလ်တရားအဖို့မှာတဲ့ကိုယ့်ရဲ့ဆန္ဒဆိုတာဘာမှအဓိပ္ပာယ်မရှိဘူးလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိဖို့ဆိုတာလည်းဘာမှအဓိပ္ပာယ်မရှိဘူးကိုယ့်ရဲ့လုံလဝိရိယဆိုတာလည်းအဓိပ္ပာယ်မရှိဘူးကိုယ့်ရဲ့အသိဉာဏ်ပညာအစွမ်းစားဆိုတာလည်းအဓိပ္ပာယ်မရှိတော့ဘူးအသုံးမဝင်တော့ဘာဖြစ်လို့လဲဆိုရင်ကိုယ့်ရဲ့ဘဝဒုက္ခဒုက္ခအတွေ့အကြုံမှန်သမျှကိုဘုရားသခင်ကဆုံးဖြတ်နေတာကိုယ်ကိုယ်ရာအားထားရလို့ကိုယုံကြည်တဲ့ဘုရားကဖန်ဆင်းတာလို့ဆိုတဲ့ယုံကြည်ချက်ရှိလို့ရှိရင်ကိုဘာမှလုပ်လို့မရတဲ့အနေအထားမျိုးဖြစ်သွားတယ်တန်ဖိုးမရှိတော့လုံးတဲ့နာနဲ့မလုံးတဲ့နာရွေးချယ်လို့ရွေးချယ်ဖို့မလိုတော့ဘူးကိုယ့်ရဲ့ဆန္ဒရှည်တန်းတင်ဖို့မဖြစ်နိုင်တော့ဘူးကိုယ့်ရဲ့လုံလဝိရိယနဲ့ဆုံးဖြတ်ပေးလို့မဖြစ်နိုင်တော့ဘူးကိုယ့်ရဲ့အသိဉာဏ်နဲ့ဆုံးဖြတ်နိုင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဘာဖြစ်လို့တော့ဆိုရင်အရာရာမှာဘုရားသခင်ဖန်ဆင်းတာလို့လက်ခံထားလို့ပဲလို့ဒါတိဋ္ဌာရဲ့တဏှတုတ်မှာမြတ်စွာဘုရားဝေဖန်ပြတဲ့စကားနော်အဲ့တော့ဟုတ်မို့ကိုယ့်အကိုစဉ်းစားအဲ့ဒါလို့မြတ်စွာဘုရားကဝေဖန်ထောက်ပြတာဟာဘာအတွက်ထောက်ပြတာလဲဆိုရင်စွမ်းအားဟာလူသားတွေမှာရှိတယ်ဆိုတာပြောချင်တယ်နော်လူသားတွေရဲ့စွမ်းအားဆိုတာလူတွေမှာပဲရှိတယ်အဲ့ဒီလူတွေမှာရှိတဲ့စွမ်းအားဟာအောင်မြင်ကြီးပွားဖို့အတွက်လူတွေရဲ့တန်ဖိုးဟာမြတ်စွာဘုရားကလူတွေရဲ့တဏ္ဍာမှာသာရှိတယ်လို့ထောက်ပြလိုက်တဲ့ဖြင့်လူတွေရဲ့တန်ဖိုးဟာအကြီးကျယ်တက်လာတယ်အနှုတ်ဆိုလို့ရှိရင်လူတွေဟာတန်ဖိုးကျသွားနော်ကိုတန်ဖိုးကျအောင်မတွေးရဘူးကိုတန်ဖိုးတက်အောင်တွေးရအရာရာမှာလက်မြောက်ပြီးတော့အရှုံးပေးတယ်ဆိုတာဒါအဓိပ္ပာယ်မရှိဘူးဗမာစကားမှာလည်းရှိတယ်မဟုတ်လားကြိုးစားရင်ဖျားတောင်ဖြစ်တယ်လို့ဆိုတာဒါအမှန်စကားပဲပေါ့နော်ကိုစွမ်းအားတွေကိုမြင့်တင်ပေးနိုင်လို့ရှိရင်လုံလောက်တဲ့ဒီဂရီရသွားပြီဆိုရင်ဖြစ်မှာပဲဖျားလူတိုင်းဖျားပဲခွင့်ရှိတာပဲဘုရားဘာသာဂိုင်းတစ်ခုမဟာယာနလို့ခေါ်တယ်တိဘက်တို့တရုတ်ပြည်တို့ကိုရီးယားတို့အဲ့ဒီနိုင်ငံတွေမှာဂျပန်တို့ယုံကြည်ကိုးကွယ်နေတဲ့မဟာယာနဗုဒ္ဓဘာသာဆိုတာလူတိုင်းဖျားဖြစ်ရမယ်ဆိုတဲ့ဝါဒပဲသူတို့အားလုံးဟာဖျားဗုဒ္ဓနေချာရှိတယ်လို့ယုံကြည်တယ်သူတို့ဒါကြောင့်မို့မဟာယာနတွေက ordination ၃မျိုးရှိတယ်ထေရဝါဒအခုမြန်မာပြည်မှာရှိတဲ့သာသနာထေရဝါဒသာသနာလို့ခေါ်တယ်ဖျားလက်ထက်ကအတိုင်းမပြင်းမစင်ပဲနဲ့လိုက်နာကျင့်သုံးရတဲ့တရားသာသနာမဟာယာနကြတော့ပြင်းစင်ပြီးတော့လူတိုင်းဖျားဖြစ်ရမယ်လို့အကောင်းဆုံးမဟာယာနဆိုတာ great vehicle အကောင်းဆုံးယဉ်လို့ဆိုလို့ဖျားဘဝနဲ့နိဗ္ဗာန်ကိုသွားမယ်အဲ့တော့သူတို့က ordination ၃မျိုးနဲ့သွားတာပထမရှင်ပြုတာကို initial ordination လို့ခေါ်တယ်ရှင်ပြုတယ်နောက်တစ်ခါယဟန်ခံတယ်ဘိက္ခု ordination higher ordination လို့ခေါ်တယ်
ဗမာပြည်မှာတော့ရှင်ပြုတဲ့ယဟန်ခံတွေဒီနှစ်ခုပဲရှိတယ် ordination နော်မဟာယာနတိုင်းပြည်တွေကြတော့ဘာရှိတော့ဆိုရှင်ပြုယဟန်ခံပြီးတဲ့နောက်မှာဘာလာတော့ဆိုဘောဓိတတ္တ ordination ဘုရားလောင်းဖြစ်ခံယူတာရှိသေးတယ်ဆက်လာဒါကြောင့်မို့မဟာယာနဘုန်းကြီးသီလရှင်တွေရဲ့ခေါင်းမှာအထူးသဖြင့်တရုတ်ဘုန်းကြီးသီလရှင်ကိုရီးယားဘုန်းကြီးသီလရှင်တွေရဲ့ခေါင်းမှာနှစ်ဖူးရဲ့အထက်နားကဆန်းစာနားမှာအပြောက်၃မြောက်ရှိတယ်အမြဲတမ်းနော်အဲ့ဒီအပြောက်၃မြောက်ကပထမအပြောက်က initial ordination ရဲ့အမှတ်သားအခုတော့ဒီအပြောက်ကလေးဖြစ်အောင်ဘယ်လိုလုပ်တုံးဆိုအမွှေးတိုင်ထွန်းထားတဲ့မီးနဲ့ခေါင်းကိုရှဲနဲ့နေအောင်တို့လိုက်တာအဲ့ဒါစပင်မပေါက်တော့နော်ရှေးတုန်းကတော့အဲ့ဒီတည်းကြီးတယ်အမှတ်သားကြီးတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကမိုးခုတ်ရောက်သွားတဲ့အခါကျတော့မဟာယာနတရုတ်ဘုန်းကြီးကြီးတွေ့တယ်ခေါင်းမှာကြက်ပြားဝိုင်းလောက်အနေရွကြီးတွေတွေ့တော့ဒါဘာလို့ထားတော့ဆိုဝါကိုရေတွက်ထားတာတဲ့အမလီခေါင်းကိုအဲ့ဒါမိဘူးကပ်ပြီးတော့ဘဏဝါရပြီဆိုတာအဲ့ဒီအပြောက်ကိုရေလို့ရတယ်နော်သူနီးသူဟာသူယုံကြည်ရလောက်ကြတာပဲလူဆိုတာခုခေတ်ကတော့ခင်မိသွားတဲ့အခါကျတော့အဲ့ဒါလောက်အကြီးကြီးတွေမလုံးတော့ဘူးအမွှေးတိုင်လေးကိုသေးသေးလေးကိုမီးရှို့ထားတဲ့အမွှေးတိုင်လေးနဲ့စတိအနေနဲ့တို့လိုက်တာအဲ့ဒါနည်းနည်းလောက်ပဲပူမှာပေါ့သို့တော့အဲ့ဒီနေရာလေးကအပြောက်ကလေးဖြစ်သွားစပင်လေးတွေကျွန်းပြီးတော့အပြောက်ကလေးဖြစ်သွားဒါကိုရင်ဝတ်ပြီးရင်တပြောက်ရဟန်းခံပြီးရင်တပြောက်ဘောဓိတတ္တ ordination ဆိုတဲ့ဘုရားအလောင်းဖြစ်ခံယူပြီးလို့ရှိရင်တပြောက်ဆိုခေါင်းမှာ၃ပြောက်ရှိလို့ရှိရင်ဒါဘောဓိတတ္တ ordination ပဲသူဟာဘုရားအလောင်းပဲလို့တို့သတ်မှတ်အဲ့ဒီလိုဘုရားအလောင်းဖြစ်နေနိဗ္ဗာန်ဝင်မယ်ဆိုတဲ့ရည်ရွယ်ချက်ကြောင့်သူတို့မဟာယာနလို့ခေါ်တာနော်မြန်မာပြည်ကသာသနာကိုအရင်တုန်းကနှိမ်ပြီးတော့ဟိနယာနလို့ခေါ်လာခဲ့သေးတယ်သို့တော့အဲ့ဒီခေါ်ကမမှန်ကန်သည့်အတွက်ကြောင့်ထေရဝါဒလို့ပြောင်းပြီးတော့ခေါ်တာနောက်ပိုင်းမှာအခုတော့ထေရဝါဒဆိုတဲ့စကားလုံးဟာဒီဗမာပြည်မှာအမြင့်တွယ်သလောက်ဖြစ်သွားပြီပေါ့ဟိနယာနဆိုတဲ့စကားလုံးဟာအသုံးနည်းသွားဟုတ်ရင်တော့မြန်မာပြည်မှာဘုရားသာသနာအကြောင်းကိုရေးတဲ့ထဲပဲမဟာယာနဗုဒ္ဓဘာသာဆိုပြီးတော့ရေးတာဥဖိုးကြားပညာဝန်ဥဖိုးကြားရေးသွားတဲ့မဟာယာနအကြောင်းရေးတဲ့ထဲမှာပါတယ်ပေါ့နောက်ပိုင်းရှေ့ပိုင်းရေးတဲ့စာအုပ်တွေထဲမှာဟိနယာနမဟာယာနလို့အဲ့လိုရေးတယ်တကယ်ကတော့နှိမ်ပြီးတော့သုံးထားတဲ့စကားလုံးဟိနနဲ့မဟာကတွဲဘက်မဟုတ်ဘူးမဟာနဲ့တွဲရမှာသုလသာတွဲရမှာเนาะအငယ်အကြီးဟိနနဲ့တွဲရမှာကပဏိတအဲ့ဒါအနတ္တလက္ခဏာသုတ်ကိုမရလို့တွဲတာစကားလုံးအသုံးမှားနေတယ်စကားလုံးအသုံးမှားနေအနတ္တလက္ခဏာသုတ်ထဲမှာပါရမောလားဟိနံဝါပဏိတံဝါเนาะဟိနနဲ့တွဲရမှာပဏိတဟိနနဲ့မဟာသွားတွဲတာကမှားနေတယ်ဒါ usage မှားတယ်လို့ခေါ်တယ်เนาะ usage မှားတယ်လို့ခေါ်တယ်နှိမ်ပြီးတော့ခေါ်တာဟိနဆိုညံ့အညံ့လို့ပြောတာမဟာကကြီးမားတယ်အဲ့တော့အညံ့နဲ့တွဲရင်အကောင်းဆိုတဲ့စကားလုံးနဲ့ပဲတွဲရမယ်ဟိနပဏိတနော်အကြီးနဲ့အငယ်သုလဆိုတာအငယ်မဟာဆိုတာအကြီးဒီလိုပဲတွဲလို့ရအဲ့တော့တွဲဘက်မမှန်တဲ့စကားလုံးကိုမြန်မာနိုင်ငံမှာမသုံးဘူးထေရဝါဒဆိုတာကိုသုံးတယ်။ဘာဖြစ်လို့ထေရဝါဒဆိုတဲ့စကားလုံးသုံးတာတုံးဆိုထေရဆိုတာလူကြီးတိုင်းပြည်မှာလည်းအုပ်ချုပ်နေတဲ့လူတွေကိုလူကြီးခေါ်တာပဲเนาะသာသနာမှာလည်းပဲမထေကြီးတွေရှိတယ်ခေါင်းဆောင်မထေကြီးတွေရှိတယ်ထေရလို့ခေါ်တယ်ထေရဆိုတာလူကြီးပဲခိုင်မာသွားတဲ့လူကြီးခိုင်မာရင့်ကျက်မှုရှိတဲ့ပုဂ္ဂိုလ်တွေကိုထေရလို့ခေါ်တယ်အဲ့ဒီမြတ်စွာဘုရားပြိဋိဘံစံသွားတဲ့အခါမှာရှင်မကတ္တဗဥဆောင်ပြီးတော့တန်ဃာပေါင်း9သိန်းကိုတိနာယုစုမိတယ်အဲ့ဒီအချိန်မှာစီဝေးတဲ့အခါမှာရှင်မကတ္တဗတို့ကဆုံးဖြတ်ချက်တစ်ခုချတယ်။ဘာချလဲလို့ဆိုအပညတ္တနပညပေတ္တဗံဖယားမပညတ်ထားတယ်အသိမပညတ်ရဘူး။ပညတ္တနသမုတ်စိန်နိတ္တဗံဖယားပညတ်ပြီးသားဥပဒေတွေကိုမပယ်ဖြတ်ရဘူးမနှုတ်ပယ်ရဘူး။ယထာပညတ်တေသူသိက္ခာပရေသူသိက္ခိတဗံပညတ်ထားတဲ့စီမင်းစည်းကမ်းအတိုင်းလိုက်နာရမယ်ဆိုရင်မူ၃ချက်ချတယ်။နော်ဆိုလိုတာကဘာမှမပြင်ရဘူးလို့ပြောတာပြစ်စင်တာတွေမလုပ်ရဘူးလို့ဆိုလို့တယ်ဖះလက်ထက်ကအတိုင်းဒါကြောင့်မလို့ထ
ထေရဝါဒတရားကို authentic Buddha's teaching လို့ဒီလိုနိုင်ငံသားမှာသုံးတယ် authentic မူရင်းတိုင်းနော်ပြင်ထားတာမဟုတ်ဘူးမပြင်ရဘူးမူရင်းတိုင်းထားဒါကအင်တမကောင်းတယ်ကံကောင်းတယ်ဘုန်းကြီးတို့တွေအခုလို့ပြင်ဆင်ထားတာမဟုတ်ဘဲနဲ့မူရင်းတိုင်းကျမ်းနာခွင့်ရတာကိုကသိကံကောင်းတယ်လို့ပြောရမှာနှုတ်ပြင်တစနှုတ်နဲ့မူရင်းဆိုတာပဲမှမသိတော့အဲ့တော့နောက်တိုင်းကစပြီးတော့ဘုရားတရားတော်ကိုလေ့လာတဲ့ပုဂ္ဂိုလ်တိုင်းကလည်းထေရဝါဒပိဋကတ်မြန်မာနိုင်ငံမှာသုံးနေတဲ့ထေရဝါဒပိဋကတ်ကို authentic Buddha's teaching ဆိုတာသူတို့လက်ခံတယ်ပေါ့လက်ခံတယ်တကယ်ကိုလေ့လာကြည့်လိုက်မယ်ဆိုရင်ပြင်ဆင်ထားတာတခုမှမတွေ့ရဘူးနော်မူရင်းအတိုင်းလက်ခံကျင့်သုံးတဲ့တရားဖြစ်တယ်လို့အဲ့ဒါလို့မြတ်စွာဘုရားတရားတော်နဲ့ပတ်သက်လာတဲ့အခါမှာဒီမှာကမြတ်စွာဘုရားကပြည့်ပြည့်စုံစုံဒီလိုဟောထားတာအဲ့တော့ဘုရားပွင့်လာပြီဆိုတဲ့အခါကျတော့မှဘုန်းကြီးတို့တွေလူရဲ့စွမ်းအားစွမ်းရည်တတ္တိတွေဟာထင်ရှားလာမြတ်စွာဘုရားကဘယ်လောက်ထိအောင်ဟောတော့ဆိုလူရဲ့စွမ်းရည်တတ္တိတွေဘယ်လောက်ထိအောင်ကြီးမားတော့အမှန်တမ်းကြီးမားတယ်နော်မြတ်စွာဘုရားရဲ့စွမ်းရည်တတ္တိနဲ့ပြောမယ်ဆိုလို့ရှိရင်ဗြဟ္မာပြေမှာဗြဟ္မာကြီးတွေကသူတို့ယုံကြည်ပြောဆိုနေတဲ့စကားတစ်ခုရှိတယ်သူတို့ဗြဟ္မာပြေကိုလူကိုယ်တိုင်လာနိုင်တဲ့သမဏဗြဟ္မဏတဦးမှမရှိဘူးလို့ဗြဟ္မာတွေကပြောလို့ရှိကြတယ်သူတို့ဘုံကိုဘယ်သူမှမလာနိုင်ဘူးပေါ့ဘာသာတရားကိုလေ့လာပြီးတော့တရားထုတ်နေကြတဲ့ပုဂ္ဂိုလ်တွေဘာအစွမ်းစားမှမရှိဘူးသူတို့ဘုံကိုဘယ်သူမှမလာနိုင်ဘူးလို့ဘုရားလက်ထက်တုန်းကသူတို့အဲ့လိုဆွေးနွေးပြောဆိုတာတွေကြားတော့မြတ်စွာဘုရားကိုယ်တိုင်ကကြွသွားတာအဲ့မှာဒီအယူဆတစ်ခုကိုခြေဖြတ်ခြင်းလို့ဘုရားကိုယ်တိုင်ကြွသွားတာအဲ့ဒီတုတ်တန်ကတန်ရုပ်ပါဠိတော်မှာရှိတယ်နော်ကောင်းကင်ဘုံဗြဟ္မဘုံကိုလာနိုင်တဲ့လူသားယဟန်နေတယောက်မှမရှိဘူးလို့ဆိုမြတ်စွာဘုရားကိုယ်တိုင်ကြွသွားတယ်ဘုရားကြွသွားတာမြင်တဲ့အခါကျတော့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရှင်မာကတ္တဝတို့ဆိုတာတွေကဘုရားပဲရောက်နေပါလေကြည့်တော့ဗြဟ္မပြေရောက်နေတယ်ဘာကိစ္စပါလေစဉ်းစားတော့အော်ဒီကိစ္စနဲ့သွားတာဆိုသူတို့လည်းနောက်ကလိုက်လာဗြဟ္မပြေမှာမြတ်စွာဘုရားနဲ့ယဟန္တာတွေကစုံစည်းခဲ့တယ်ဆိုတဲ့အကြောင်းတစ်ခုဟာထင်ရှားပေါ်လာခဲ့ခုတယ်ပေါ့ဆိုလိုတာကလောကလူသားတွေဟာကောင်းကင်ဘုံကိုမော့ချိပြီးတော့ကောင်းကင်ကတကိုးရှင်ကြီးကိုအားကိုးတဲ့အယူအဆတွေခေါင်းထဲမှာဆွဲနေသည့်အတွက်ကြောင့်တစ်သက်လုံးလက်မြောက်အရှုံးပေးပြီးလူရဲ့အစွမ်းအစတွေဟာနှိမ်ချိုးခံထားရတဲ့အနေအထားတစ်ခုရောက်သွားမြတ်စွာဘုရားပေါ်လာတဲ့ပွင့်လာတဲ့အခါကျမှလူရဲ့စွမ်းအားတွေဟာပြည့်လာဒီလိုဆိုလိုတာနော်အဲ့တော့ဘုန်းကြီးတို့တွေအခုလူဖြစ်နေကြတယ်လူဖြစ်ပြီးတော့မြတ်စွာဘုရားသာသနာတော်နဲ့လည်းဆုံတွေ့နေကြတယ်စွမ်းအားတွေဘယ်မှာရှိလဲဆိုကိုယ်ထဲမှာရှိတယ်ဆိုတာယုံကြည်ဖို့လိုအပ်တယ်ပေါ့ကိုယ်တဏ္ဍာမှာပဲရှိတယ်ကိုလို့ရင်အကုန်ဖြစ်နိုင်တယ်ဆိုတာကိုအတိုင်းအတာတစ်ခုပေါ့နော်ကိုလို့ရင်ဖြစ်တယ်ဆိုတာကိုယုံကြည်ဖို့လိုအပ်တယ်ပေါ့အဲ့ဒီယုံကြည်မှုရှိတာဒီပဲလဲတဝက်လောက်နေနီအောင်မြင်မှုဆိုတာရအဲ့ဒါလို့ငကောကမှကိုယ့်ကိုယ်မှယုံကြည်မှုမရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာကြိုးစားဖို့တောင်မှမစင်စားဘူးလက်မြောက်အရှုံးပေးမှာပဲတကယ်ကြည့်မယ်ဆိုလို့ရှိရင်လောကလူသားတွေရဲ့ဘာသာတရားအမျိုးမျိုးသာခွဲခြားပြောတယ်သူကဘာဘာသာကိုးကွယ်တယ်ဘယ်သူကဘာဘာသာကိုးကွယ်တယ်နဲ့ပြောနေတာတွေဟာအားလုံးဟာပြောမယ်ဆိုရင်ဗုဒ္ဓဘာသာကလွဲရင်ကျန်တဲ့ဘာသာတွေကနတ်ကိုးကွယ်တဲ့ဘာသာတွေကြီးပဲနော်နတ်ကိုးကွယ်တဲ့ဘာသာတွေကြီးပဲနတ်ကိုးကွယ်တယ်ဆိုတာရှေးရိုးကြီးအဲ့ဒီကနေပြီးတော့ယုံမထွက်နိုင်ကြဘူးတဲ့ဒါသူတို့အပြစ်ပြောစရာမလိုဘူးလေပြစ်ပြောတာမဟုတ်ဘူးเนาะလူတွေရဲ့အဖြစ်တစ်နှစ်ကိုပြောပြအလုံးဟာနတ်ကိုးကွယ်မှုကနေယုံမထွက်နိုင်ကြဘုရားဘာသာဝင်လို့အမိခံတဲ့ပုဂ္ဂိုလ်တွေတောင်မှပဲကောင်းကင်ဘုံကနတ်တော်မကိုးကွယ်ပါဘူးเนาะဟိုနာဒီနာနတ်တွေတော့ကိုးကွယ်နေကြသေးတာကိုးကွယ်တယ်ဆိုတာရယ်ပူဇော်တာဆိုတာရယ်ဒီနှစ်ခုလည်းပဲခွဲခြားပြီးတော့နားလည်ဖို့တော့လိုအပ်တယ်ပေါ့ကိုးကွယ်တယ်ဆိုတဲ့ပုဂ္ဂိုလ်က
ဘာကိစ္စရှိနတ်မေးတယ်နတ်ခိုင်းတဲ့အတိုင်းလုပ်တယ်နတ်ရဲ့အဆုံးအမအတိုင်းလိုက်နာတယ်နတ်ကဘာလုပ်ဆိုရင်နတ်ကကြက်ဆက်ဆိုကြက်ဆက်မယ်အဲ့ဒါမျိုးပေါ့နော်အဲ့ဒါကြတော့ကိုးကွယ်တာလို့ခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့အိမ်ကိုယ့်ရဲ့မိဆိုင်ဖားဆိုင်နတ်တွေရှိတယ်သူတို့ကိုဂါရဝပြုတဲ့အနေနဲ့မိတ်ဆွေအပေါင်းအသင်းအဖြစ်ပူဇော်ထားတယ်ဆိုတာမျိုးပူဇော်တာကြတော့ဒါကိုးကွယ်တယ်လို့မပြောမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီအပရိဟာနိယတရား9ပါးဟောကြားတဲ့အခါမှာရှေးရိုးစင်လာတွေကိုမဖြတ်ရဘူးလို့ဒီလိုဟောထားတယ်။ဟောရှေးရိုးစင်လာအတိုင်းလုပ်တာကိုးကွယ်တာမဟုတ်ဘူးသူခိုင်းတိုင်းမလုပ်ဘူးဒီဟာကကိုးကွယ်တာနဲ့ပူဇော်တာနဲ့တခြားစီကဲကိုယ့်အိမ်ကိုမိတ်ဆွေတွေဧည့်သည်တွေလာတဲ့အခါမကြွေးဘူးလားကြွေးတာဒါလည်းပူဇော်တာခေါ်တယ်ပူဇာဆိုတဲ့စကားလုံးသုံးလို့ရတယ်ဒါလည်းပဲအတိဋ္ဌိပူဇာလို့ခေါ်တယ်အတိဋ္ဌိဗလိတဲ့ဧည့်သည်ကိုကြွေးတာဗလိခေါ်တာပဲဒါလည်းစကားလုံးနဲ့ပြောမယ်ဆိုရင်အရင်တော့ဗမာပြည်မှာဒေဝတာဗလိဆိုပြီးတော့နတ်ပူဇော်ပွဲတွေလုပ်တာဒါအတိဋ္ဌိဗလိလို့ခေါ်တယ်ကိုယ်လာတဲ့လူထမင်းကျွေးတယ်ကော်ဖီတိုက်တယ်အခမ်းတယ်ဟောဒါလည်းပူဇော်တာပဲလေအဲ့ဒါလို့ပူဇော်မှုဆိုတာမိတ်ဖြစ်ဆွေဖြစ်အဲ့တော့နတ်တွေကိုလည်းပဲမိတ်ဖြစ်ဆွေဖြစ်လှုပ်ထားရင်မိတ်ဆွေဖြစ်ရင်ကောင်းတာပေါ့ရန်သူဖြစ်ရင်ပဲကောင်းမလဲမိတ်ဆွေဖြစ်အောင်တော့နေရမှာပေါ့ဒါကြောင့်မို့အမျှဝေတယ်မြတ်စွာဘုရားဟောထားတယ်နေရအစ်စ်တစ်ခုနေပြီဆိုလို့ရှိရင်တဲ့သီလရှိတဲ့ပုဂ္ဂိုလ်တွေပင့်ပြီးတဲ့အခါမှာကုသိုလ်ကောင်းမှုလုပ်ပါကြွေးမွေးအခါမှာပြီးတဲ့အခါကျတော့နတ်တွေကိုအမျှဝေပါတဲ့အမျှဝေလိုက်တဲ့အခါနတ်တွေကကိုယ်မေတ္တာသက်ဝင်ချစ်ခင်လာလိမ့်မယ်ချစ်ခင်လာလို့နတ်တွေကနေစောင့်ရှောက်တယ်ကိုယ့်ဘောမှာမေတ္တာထားလာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းပဲတွေ့ရမယ်အဆိုးမတွေ့ရဘူးအန္တရာယ်တွေကနေလွတ်မြောက်နိုင်တယ်လို့ဒီလိုဆိုတာဒါတော့ဟုတ်တာပေါ့ဗျာကိုယ်အိမ်မှာကဲကြည်အောင်ကိုကအိမ်မှာခွေးကလေးတစ်ကောင်ကျွေးမွေးထားလို့ရှင်အဲ့ဒီခွေးလေးရဲ့အကူအညီမရဘူးလားမရပါဘူးတရိษံတောင်ပေးသေးတာပဲအကူအညီနတ်ကပဲမပေးပဲရှိမလဲဒီလိုဆိုလိုတာပေါ့နော်ဒါနတ်ကိုးကွယ်တယ်ဘုန်းကြီးကနတ်ကိုးကွယ်ဖို့ဟောသွားတာလို့မအောင်မိတ်လေနဲ့အမှန်ကိုပြောပြတာဘယ်ဟာမှအစွန်းမရောက်စိတ်နဲ့နော်အစွန်းရောက်ဖို့ပြောတာမဟုတ်ဘူးကိုးကွယ်တာကတခြားပူဇော်တာနဲ့ကတခြားစီကွဲကွဲပြားပြားမြင်မှုလို့တွေလုံးမရိုက်နဲ့အဲ့ဒါလေဘယ်ကိစ္စပဲဖြစ်ဖြစ်အမှန်သိရအမှန်သိပြီးရင်လုံးတင်လုံးထက်တာလုံးရတယ်မလုံးတင်တာမလုံးအောင်ဒီလိုဆိုလိုတာနော်လူတွေမှာနတ်ဆိုတာရှိကြတာပဲနတ်ကလည်းသူ့ဘဝနဲ့သူလာဖြစ်တာလေဒါကဒီမြန်မာလူမျိုးတွေယုံကြည်တာရှိတယ်ကိုဆောင်နတ်ဇာတကစရိုရီတွေထဲမှာလည်း950ဇတ်တွေထဲမှာလည်းပါတာပေါ့အိမ်ဆောင်နတ်တို့တောဆောင်နတ်တို့တောင်ဆောင်နတ်တို့ဗမာကပြောပြီမယ်လို့စောင့်ဆိုတာဘယ်သူကဂျူတီချထားတာဒီလိုတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့လားဂျူတီချထားတာဟုတ်ကဲ့လားမင်းငါ့ကိုစောင့်ရမယ်လို့သူကနေလာကပေးပြီးတော့ဂျူတီချမှာတော့ဆိုလိုတာကကို့အနီးပါးမှာ तू ကလည်းသူ့ဘဝ तू လာဖြစ်တာတစ်ပင်မှာသူ့ဘဝ तू လာဖြစ်တယ်ကို့အိမ်မှာလာဖြစ်တယ်ကိုနဲ့အနီးစပ်ဆုံးနေရာမှာလာဖြစ်နေတယ်ဒါလည်းသူ့ဘဝတစ်ခုပဲလေသူ့ဘဝ तू လာနေတဲ့အခါ तू နဲ့တက်အောင်နေပေါ့မနေလို့ရှိရင်အန္တရာယ်ဖြစ်မှာပေါ့လူတွေကတော့ကိုနာအနီးနားနေတဲ့နတ်ကိုဆောင်နတ်လို့အလွယ်ခေါ်လိုက်တာပေါ့အိမ်မှာဖြစ်တဲ့နတ်ကိုအိမ်ဆောင်နတ်လို့အလွယ်ခေါ်လိုက်တာပေါ့တစ်ပင်မှာဖြစ်တဲ့နတ်ကိုတစ်ပင်ဆောင်နတ်သို့မဟုတ်ယောဂစိုးလို့အလွယ်ခေါ်လိုက်တာပေါ့သို့တော့အကုန်လုတ်ပေးနိုင်မလားဆိုဘယ်လုတ်ပေးနိုင်မှာတော့အကုန်လုတ်ပေးနိုင်တာကိုလည်းလုတ်မပေးနိုင်ဘူးသူလည်းလုတ်မပေးနိုင်ဘူးဒါနော်အကုန်လုတ်ပေးနိုင်တယ်လို့ယုံကြည်လို့ရှိရင်ဒါအမှားဘယ်ကိစ္စဖြစ်ဖြစ်အတိုင်းတာတစ်ခုရတာလုတ်ပေးလို့ရတယ်ဒါသေးသေးချာချာစဉ်းစားရင်သိနိုင်တယ်ကဲဘုန်းကြီးတို့တခုစဉ်းစားကြည့်ကိုသားသမီးလေးကိုအမတန်မှချစ်တယ်ချစ်လို့ပညာတတ်ကြီးဖြစ်အောင်လုတ်ပေးနိုင်သလားလို့မေးမယ်ဆိုလို့ရှိရင်ပညာတတ်ကြီးဖြစ်အောင်ကိုတယောက်တည်းလုတ်မပေးနိုင်ဘူးကိုကလုတ်ပေးနိုင်တာဘာလို့ဆိုရင်ကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းစီအပ်ပေးမယ်သို့မဟုတ်နိုင်ငံခြားပို့လို့ပြီးပညာသင်ခိုင်းမယ်ဒါပဲတတ်နိုင်တာမဟုတ်လား
တကယ်ပညာတတ်ဖြစ်အောင်ကသူစ조사မှတတ်မှလေဒါကိုထည့်စဉ်းစားဖို့လိုအပ်တယ်ပေါ့ကိုကြီးလှုပ်လို့မရဘူးကိုကြီးလှုပ်လို့ရရင်ကိုကလေးကိုကျူရှင်ဟုတ်လားဒီစာအုပ်တွေကြောပို့ပြီးတော့ဘယ်သူကကျူရှင်သွားထားမလို့ကိုယ့်အကိုမန်းလိုက်မှာပေါ့နော်ပညာတတ်ဖြစ်အောင်တခါတည်းလှုပ်ပြီးလို့ရတာဘယ်သူမှကိုသားသမီးကိုမဆင်းရဲစေချင်ဘူးချမ်းသာစေချင်တယ်ပညာတတ်အောင်လှုပ်စေချင်တယ်အဲ့တော့ကိုလုံးနိုင်တာအခြေအနေကိုသာဖန်တီးပေးနိုင်တယ်လို့ဒီလိုဆိုလိုတာကို့မှာအစွမ်းအစဆိုတာရှိတာမဟုတ်ဆိုပါစို့တရက်ပင်တစ်ပင်ကတရက်သီးစားခြင်းလို့ရှိရင်တရက်ပင်ကတရက်သီးကိုကတီးအောင်မလုံးနိုင်ကိုယ်တိုင်တရက်သီးဖန်တီးလို့မရဘူးเนาะသို့တော့ procedure ရှိတယ် procedure ပါတော့တရက်စီကိုမြေကြီးထဲချပြီးစိုက်ရေလောင်းဆောင်းရှောက်ပြီးကိုလုံးနိုင်တာဒါပဲเนาะဒီတယ်မပို့ဘူးကိုအိမ်မှာတရက်စီမျိုးကောင်းကောင်းလေးကိုစိုက်ထားပြီးကိုလုံးအမှာပါတော့ဆိုခြံခတ်ပေးမယ်ရေလောင်းပေးမယ်ဟာအပင်လေးကိုဆောင်းရှောက်ပေးမယ်ကိုမှတရက်သီးသီးဟဲ့လို့အမိန်ပေးနိုင်တဲ့စွမ်းအားတတ္တိလည်းမရှိဘူးအသီးခိုင်းနိုင်စွမ်းလည်းမရှိဘူးကိုလုံးပေးနိုင်တာကသူ့တရက်ပင်ကိုအခြေအနေကောင်းတွေရအောင်ဖန်တီးပေးရုံပဲဖန်တီးနိုင်တာကိုလုံးနိုင်တဲ့အတိုင်းဒါပဲရာသီဥတုနဲ့အရွယ်အစားအရွယ်နဲ့အချိန်ခါနဲ့ကြည့်ပြီးတော့တရက်ပင်ကသူ့အတူဖူးလာမယ်ပွင့်လာမယ်တီးမယ်ဟောတရက်ပင်ကလှုပ်သွားတယ်ကိုကဆိုလိုတာကကိုကအကြောင်းတရားကိုသာဖန်တီးပေးနိုင်တယ်ဒီအကျိုးကသူ့ဘာသူလှုပ်သွားအောင်နော်အဲ့ဒီတိုင်းမှတ်ကုသိုလ်ကောင်းမှုတွေပါလေဆိုတာလဲအုံဖွားလို့မန်းလို့မရဘူးဒီအောင်မြင်ကြီးပွားဖို့တခုရပြီဆိုရင်အောင်မြင်ကြီးပွားခြင်းတယ်ဆိုရင်အောင်မြင်ကြီးပွားနိုင်တဲ့အကြောင်းတရားတွေကိုကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ဖို့ပဲတိုက်ရိုက်ကြီးအောင်မြင်ကြီးပွားလို့မရဘူးနော်အောင်မြင်ကြီးပွားခြင်းရင်အောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတရားကိုလုပ်ဒီလိုဆိုလိုတာနော်ဘယ်ရာပဲဖြစ်ဖြစ်ကိုလုံးနိုင်တဲ့အတိုင်းဒါဒီတိုင်းပဲရှိတယ်မြတ်စွာဘုရားကတတ္တဝါတွေကိုဒီမြတ်စွာဘုရားတောင်မှတတ္တဝါတွေကိုကဲတင်တယ်ဆိုတဲ့နေရာမှာနော်စိကုတ်နတ်ပြည်တင်လို့ရတာမဟုတ်ဘူးတင်လို့ရပါမလားမရဘူးမြတ်စွာဘုရားဘာလုပ်လဲလူတယောက်ကောင်းစားစေခြင်းလို့ရှင်အေးမကောင်းတဲ့အကုသိုလ်တွေမလုပ်နဲ့ရှောင်ဟောဒီကုသိုလ်ကောင်းမှုတွေလုပ်ဒါပဲပြောလို့ရတယ်ကဲဆရာဝန်တယောက်ကယောဂပြောက်အောင်ကုတယ်ဆိုတဲ့နေရာမှာရောဆရာဝန်ကယောဂပြောက်အောင်သူဆေးမပါဘဲနဲ့အုံဖွားနဲ့ကုလို့ရလားမရဘူးဆရာဝန်ကယောဂကုတယ်ဆိုတာဆရာဝန်ကတကယ်ကုတာမဟုတ်ဘူးကုတာဆေးကကုတာဆရာဝန်ကဘာပြောတာတုံးဆိုလို့ရှိရင်ဒီယောဂဘာကြောင့်ဖြစ်တာဘယ်ဆေးတောက်ရမယ်ဘယ်အစားရှောင်ရမယ်ဘယ်အစားစားဟောဒါပဲပြောနိုင်တာမဟုတ်လားလူနာလုံးတဲ့ပုဂ္ဂိုလ်ကမတည့်တာတွေစားမယ်ဆေးလည်းမတောက်ဘူးဆိုယောဂပဲပြောက်မလဲဒါဆရာဝန်လုံးနိုင်တဲ့အတိုင်းတာနဲ့ကိုလုံးရမယ်အတိုင်းတာအမြဲတမ်းဒီလိုနှစ်ပိုင်းရှိတယ်ဆိုတာကိုယုံကြည်လက်ခံမှုလိုအပ်တယ်ပေါ့နော်အေးဒါကြောင့်မို့လို့အတိုင်းတာတစ်ခုဟာဒီရှင်းရှင်းကြီးမြင်ဖို့အဲ့တော့ရှင်းရှင်းကြီးမြင်ဖို့ဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကဒါကြောင့်မို့အတ္တဟိအတ္တနောနာထောကိုအားကိုဆိုတာဒီအဆင့်တွေကိုပြောတာဘုရားကတုံမေဟိကိစ္စအတ္တပံအခါတာရောတထဂတာတို့ကလမ်းကိုညွန်ပြရုံပဲညွန်ပြမှာတဲ့လှုပ်ထံမင်းတို့လောက်ရမှာတဲ့ဒါအင်မတန်မှလက်တွေ့ကြတဲ့စကားတစ်ခုအေးအရာခသိငါဆုံးပြမယ်ငါကိုယ်တော်ရဲ့သဘောတိုင်းသင်တို့အကုန်ဖြစ်ရမယ်ဆိုတဲ့စကားဟာယုံကြည်စရာမဟုတ်တော့ဘာလို့လဲဆိုရင်လှုပ်လို့ရမှာမရတာလေလှုပ်ရရင်လှုပ်မှာပေါ့အဲ့ဒီလိုလှုပ်လို့ရတာကိုသားသမီးတောင်လှုပ်မရဘူးเนาะအေးဒါကြောင့်မို့လို့ကိုသားသမီးဆိုလဲကိုကအဆုံးမဩဝါဒပေးမယ်ငွေကြေးထောက်ပံ့မယ်လမ်းညွှန်ပြမယ်ဆုံးမပဲဒါပဲလုပ်နိုင်တယ်သားသမီးကြီးပွားအောင်သူကိုယ်တိုင်ကလိုက်နာပြီးတော့သူကိုယ်တိုင်ကကြိုးစားမှကြီးပွားတာအဲ့တော့မြတ်စွာဘုရားဟောလိုက်တဲ့အခါကျတော့လူတွေဟာကောင်းကင်ဘုံပေါ်မော့ပြီးတော့ကိုယ့်ရဲ့စွမ်းအားတွေကိုမေ့လျော့ထားပြီးတော့အပြင်ဘက်မှာအာကိုရရှားနေတာတွေဟာနောက်ဆုံးကြတော့အာကိုရဟာကိုယ်သဏ္ဍာန်မှာရှိပါလားလို့လူတွေဟာသဘောပေါက်လာကြတယ်နော်နောက်ပိုင်းမှာအဲ့ဒါလို့သဘောပေါက်လာဒါကြောင့်မို့လို့အောင်မြင်ကြီးပွားဖို့လူစွမ်းအားတွေဆိုတာအဲ့ဒီချက်မှာဖြစ်ပြီးွားရတာ
အနှုတ်မဟုတ်ဘူးဆိုလို့ရှိရင်လူတွေဟာစွမ်းအားမဲ့တဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်လာတယ်စွမ်းအားမရှိတော့ဒါကြောင့်မလို့စွမ်းအားရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်ကိုယ်တဏ္ဍာမှာစွမ်းအားတွေကိုတိဆောက်ပေးဖို့အောင်မြင်ကြီးပွားရင်လည်းကိုယ်သာပရဏပဲနော်မအောင်မြင်ဘူးဆိုတာလည်းကိုယ်သာပရဏပဲအားလုံးဟာကောင်းတာလည်းကိုယ်နဲ့ပဲသက်ဆိုင်တယ်မကောင်းတာလည်းကိုယ်နဲ့ပဲသက်ဆိုင်တယ်ကိုဒါကြောင့်မို့မြတ်စွာဘုရားကအတ္တဓိပါဘိက္ခွေဝိရထအတ္တတရဏအနိညတရဏတခြားကိုအာမကိုကြနဲ့တဲ့ကိုယ့်ဘကိုအာကိုကိုယ့်ဘကိုအချိန်ကိုယ့်ရဲ့အစွမ်းအစတွေနဲ့ကိုယ့်ဘကိုတိဆောက်လို့ဒါဖြင့်တခြားအာမကိုရဘူးဆိုဘုရားဘာလို့ကိုးကွယ်တာတော့မေကောင်းမေလိမ့်မယ်ကတ်တဲ့လူကနော်ဘုရားကိုးကွယ်တယ်ဆိုတာလမ်းမှန်သိဖို့အတွက်ဒါကိုးကွယ်တာဆရာဝန်စီဘာလို့သွားတာတော့ယောဂနဲ့ဆေသိဖို့သွားတာဟုတ်ကဲ့လားယောဂပြောက်ဖို့သွားတာမဟုတ်ယောဂနဲ့ဆေသိဖို့သွားတာဆေတော့မှယောဂပြောက်မှာနော်အဲ့ဒါလို့မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာမြတ်စွာဘုရားကိုကဟိတေပဝတ္တနေနာအာဟိတာစနေဝတ္တနေနာတတ္တဝါတွေကိုမြတ်စွာဘုရားကလမ်းမှန်ပြယုံပြတာကိုးကွယ်ရတယ်ဆိုတဲ့အဓိပ္ပာယ်ဟာဟိတေပဝတ္တနေနာအခြေအနေကောင်းတွေဖြစ်ပေါ်စေတယ်အာဟိတာစနေဝတ္တနေနာအခြေအနေဆိုးသွားမဲ့အကြောင်းတရားတွေကနေပြီးတော့ဖယ်ရှားပေးတယ်ဒါပဲမြတ်စွာဘုရားလုပ်တာနော်ဆိုလိုတာကမလုံးတင်တာနဲ့လုံးတင်တာခွဲခြားဟောတယ်မလုံးတင်တာကိုရှောင်ရမယ်လုံးတင်တာကိုလုပ်ရမယ်ဒါကြောင့်မို့ဘုရားဟောတဲ့တရားဒေသနာတော်တွေအလုံးကိုခြုံငုံပြီးတော့ပြောပါဆိုလို့ရှိရင်ဒေသနာတော်ဟာနှစ်ခုတည်းပဲရှိတယ်ဘာလဲလို့ဆိုရင်အကုသိုလ်မှန်သမျှရှောင်ကြဒါတစ်ခုကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ကြဒါတစ်ခုဘုရားတရားတော်တွေအလုံးဟာဒီထဲမှာပဲသွားတယ်နော်ဘယ်ကိစ္စပဲဖြစ်ဖြစ်တိုင်းတာတဲ့အခါမှာကိုလုပ်တဲ့လုပ်ငန်းတစ်ခုကမှန်သလားမှားသလားလို့မေးတတ်ကြတယ်တစ်ခါလုပ်ကောင်းလားလို့မေးတတ်ကြတယ်အကုသိုလ်ဖြစ်ရင်မလုပ်ကောင်းဘူးကုသိုလ်ဖြစ်ရင်လုပ်ကောင်းတယ်ဒါတစ်ထစ်ချမှတ်ရမယ့်စကားတစ်ခုပဲရွှေစစ်မစစ်မှတ်ကြောက်ပေါ်တင်ပြီးတော့ကြည်ရတယ်လို့ဒါဓမ္မမှတ်ကြောက်ပဲရသော်ဘုရားကဟောတဲ့နေရာတွေမှာဒီဟာအဓိကထားဟောတာပဲเนาะဆိုပါစို့ဘုန်းကြီးဝတ္တကုသိုလ်ရတယ်လူတွေခံယူထားတယ်ဗုဒ္ဓဘာသာဝင်သူဩဘဝတစ်ခါမှာတော့ရှင်ပြုဘူးရမယ်ရဟန်းခံဘူးရမယ်ဒီလိုယူကြတယ်မဟုတ်လားเนาะမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းပြောမယ်ဆိုလို့ရှိရင်သင်္ကန်းဝတ်နေလို့ကုသိုလ်တွေတိုးပြီးတော့အကုသိုလ်တွေဆုတ်ယုတ်သွားမယ်ဆိုရင်ဝတ်ရအဲ့လိုမဟုတ်ဘဲနဲ့အကုသိုလ်တွေသာတိုးပြီးတော့ကုသိုလ်ရောနေမယ်ဆိုမောတဲ့မို့ဒီလိုလဲခွဲမှတ်ထားအောင်เนาะစံကဘာနဲ့ပဲတွဲရတော့ဆိုလို့ရှိရင်ကုသိုလ်အကုသိုလ်စံနဲ့ပဲတွဲတယ်ဆိုလိုတာကကိုလုပ်တဲ့လုပ်ငန်းတစ်ခုဟာဒီအလုပ်ကိုလုပ်သည့်အတွက်ကြောင့်ကုသိုလ်တွေတိုးတက်ပြီးအကုသိုလ်တွေဘက်ကရောချသွားတယ်ဆိုရင်လုပ်ရသော်ဘုရားကအမြဲတမ်းသူကဝိပစ္စဝါဒလုံးပြီးတော့မရိုက်ဘူးအားလုံးဟာ analyze လုပ်တယ်ခွဲခြားပြီးတော့ချိုးချောင်းဆင်ញင်ပြီးတော့ဟောတာဒါကိုတတိထားဖို့လိုအပ်တယ်ပေါ့နော်အကုန်လုံးမလုံးသင့်ဘူးကြီးပဲပြောလို့လည်းမရဘူးလုံးသင့်တယ်လို့ကြီးလည်းပြောလို့မရဘူးလုံးသင့်တယ်ဆိုတဲ့ကိစ္စဟာကုသိုလ်ရမယ့်ကိစ္စလုံးသင့်တယ်အကုသိုလ်ဖြစ်မယ်ဆိုရင်မလုံးသင့်ဘူးနဲ့တွေ့နော်တမန်အပြင်လူတွေကဒီလုံးဟာကောင်းတယ်လို့ပြောပေမဲ့လို့မလုံးရတဲ့ဟာတွေအများကြီးရှိတယ်ဆိုပါစို့ဘုန်းကြီးတွေရဲ့ဝိနည်းစည်းကမ်းနဲ့ပတ်သက်ပြီးပြောမယ်ဖះထဲမှာအမိုက်တွေရှုပ်နေတယ်နော်မျက်တွေပေါက်နေတယ်မျက်တွေရှင်းတာလူတွေဆိုရင်ကုသိုလ်ရတယ်မဟုတ်လားဖះထဲမှာဖះเจ้าကနေမှာမျက်တွေရှင်းကုသိုလ်ရဘုန်းကြီးတွေကြတော့မျက်ပြင်ကိုမနှုတ်ရဘူးဆိုတဲ့ဥပဒေရှိသည့်အတွက်ကြောင့်သွားနှုတ်လို့ရှိရင်ကုသိုလ်မရဘူးနော်အဘတ်တဲ့နဲ့အပြစ်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုဖះရဲ့ပြည့်ညတ်ချက်ရှိတယ်လေမတူဘူးအဲ့တော့ကုသိုလ်ရတယ်ဆိုပြီးတော့အကုန်လုံးလို့လည်းရတာမဟုတ်ဘူးဒီလိုဆိုလို့တာနော်ဆိုပါစို့လှူရင်ဘာမဆိုလှူရင်ကုသိုလ်ရတယ်လို့ထင်ပြီးတော့အရက်သွားလှူရလားဟုတ်တယ်မလားတချို့ကအလှူဒါနထဲမှာလည်းပဲအရက်ပါသေးတယ်လေဘီယာတို့အရက်တို့ကထက်လှူတယ်စုံအောင်လှူတာလေဒါတည်းမကဘူးပြောလို့မကောင်းတဲ့ဟာပါလှူသေးတယ်တော့အဲ့ဒါတွေကဒါနတော့မဖြစ်ဘူးလားဆိုဖြစ်တယ်ဒါပေမဲ့လို့
အာဟုသူနဲ့တွဲဖက်လာတဲ့ကိစ္စမျိုးတွေဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့မလုပ်ရဘူးဆိုတာမျိုးဟာရှိသေးတယ်နော်ဘယ်ရာပဲဖြစ်ဖြစ်မြတ်စွာဘုရားဟောကြားထားတဲ့စံချိန်စံညွှန်းကဒီဘာနဲ့ကြည့်ရမလဲလို့ဆိုရင်အလုတ်တစ်ခုဟာကိုယ့်ကိုထိခိုက်သလားတစ်ဖက်သားကိုထိခိုက်နစ်နာစေသလားကိုယ့်ကိုထိခိုက်နစ်နာသလားတစ်ဖက်သားထိခိုက်နစ်နာတယ်ဆိုတာအကုသိုလ်ဖြစ်တာကိုပြောတာဒီနေရာမှာနော်ကိုယ့်အတွက်အကျိုးဆိုးရုပ်သွားသလားတစ်ဖက်သားမှာအကျိုးဆိုးရုပ်သွားသလားရလာတဲ့ရဇက်ကဆိုးရွားတဲ့ဒုက္ခဆိုတဲ့အကျိုးတရားမျိုးကိုရမှာလားဒါကိုကြည့်ဒါဟာစံမဲပေါ့အဲ့ဒါကိုကြည့်ပြီးတော့လှုပ်တဲ့မလှုပ်တဲ့ခွဲခြားတာရသော်ဘုရားကအင်တန်မှဒါဘုရားကိုဒီလိုပြောတော့ကျင့်낫လို့ပြောတဲ့သဘောမျိုးပြောတယ်နော်တချို့ကြတော့ဘုရားကအကုန်လုံးသိတာပဲတကုရှင်ကြီးဆိုပြီးတော့နတ်နဲ့သွားတူးနေတယ်တချို့ကအရာရာဟာဘုရားမှာတကုရှိတယ်ဆိုပြီးတော့ဘုရားရဲ့တကုတော်လို့ဆိုလိုက်တဲ့အခါဘုရားကနတ်ဆင်ရောက်သွားတယ်ခုထေရဝါဒဘုရားဘာသာတွေမှာတောင်တဖြည်းဖြည်းဘုရားကနတ်ဖြစ်လာပြီနော်တတိထားကြဘုရားကိုနတ်မဖြစ်စေနဲ့နော်နတ်ကိုးကြတာတွေနဲ့မရောစေနဲ့ဘုရားကိုကိုးကြတယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမလိုက်နာဖို့ကိုးကြတာနော်နတ်ကိုးကြတယ်လို့နတ်အဆင့်ရောက်လာပြီဆိုတာဘုန်းကြီးကဘာလို့ပြောရတာတုံးဆိုစဉ်းစားကြည့်လေဆူတော်မြေဘုရားဆိုတဲ့ရှိပါတော့ပန်းအိုးတွေကိုပြည့်ဘာဖြစ်လို့တုံးဆိုဆူတော်မြေဘုရားဟုတ်သွားနော်လူတွေကဆူတော်ပြည့်ချင်တာအဲ့ရှေ့မှာလေကြောက်တုံးလေးချထားလို့ရှိရင်ခဏခဏသွားမကိုယ်စိတ်ကလည်းပဲပေါ့ပါစေဆိုလူကပေါ့အောင်လုပ်လိုက်တာနော်လေးပါစေဆိုရင်လည်းလေးနေတာကြောက်တုံးမယ်သူကလေးမှာပေါ့လူစိတ်ပေါ်မူတည်ပြီးပေါ့ကျင်တဲ့ကပေါ့လေးကျင်တဲ့ကလေးသွားအဲ့ဒီလိုဖျားတောင်မှဆူတော်မြေဖျားဆိုမှတကိုးရှိတယ်ဆူတော်မြေမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ်ဝယ်မဲ့လူမရှိတော့အဲ့ဒါမှန်လားမမှန်လားစဉ်းစားကြည့်ဆူတော်ပြေတာဖျားနဲ့မဆိုင်ဘူးဘယ်သူနဲ့ဆိုင်တာဆိုကိုယ်နဲ့ပဲဆိုင်ကိုယ်တဏ္ဍာမှာရှိရမဲ့စွမ်းအားတွေကတတ္တာတဲ့သီလတဲ့သုဒ္ဓတဲ့စာကတဲ့ပညာတဲ့တရားဆိုတဲ့ယုံကြည်မှုထက်သန်ရမယ်ကိုချင်းသီလနဲ့ပြည့်စုံရမယ်သုဒ္ဓဆိုတဲ့မှန်မှန်ကန်ကန်စဉ်းစားနိုင်တဲ့ဘ ਹੁ တုဒ္ဓရှိရမယ်စာကစွန့်လွတ်မှုရှိရပညာအသိပညာရှိရမယ်အဲ့ဒီ၅မျိုးရှိရင်ဆူတောင်းပြည့်တယ်နော်အဲ့ဒီ၅မျိုးမှမရှိရင်ဆူတောင်းမပြည့်ဘူးဒါပဲသုတ်တံမှာဟောထားတာဆိုသင်္ခါရုပပတ္တိသုတ်ဆိုတာရှိတယ်ဘုန်းကြီးတို့အရင်တော့ဆန္ဒပြည့်ဝမြတ်ဓမ္မဆိုပြီးဟောတာရှိပါတယ်ဆိုလိုတာကအပြင်ဘက်မှာသွားပြီးတော့ရှာလို့မရဘူးကိုယ်ပါမှာပဲရှာဒါကြောင့်မို့အောင်မြင်ကြီးပွားလူစွမ်းအားဆိုတာကိုယ်တဏ္ဍာမှာပဲရှိတယ်နော်ဆူတောင်းပြေဖို့ဆိုတာလေကိုယ်တဏ္ဍာမှာပဲရှိတယ်အပြင်မှာမဟုတ်ဘူးဒါကြောင့်မို့ဖျားဆိုရင်ဘယ်စီဒီပဲဖြစ်ဖြစ်ဂေါရမမြတ်စွာဘုရားရဲ့ဣတိပိသောစတဲ့ဂုဏ်တော်တွေအရဟံစတဲ့ဂုဏ်တော်တွေကိုအာယုံပြုပြီးပူဇော်ဘယ်စီဒီပူဇော်ကိုယ်စွမ်းအားရှိလာလို့ရှိရင်ကိုယ်မှာတရားတွေသီလတွေသုဒ္ဓတွေစာကတွေပညာတွေဆိုရင်အဲ့ဒီစွမ်းအားတွေနဲ့ပူဇော်မယ်ဆိုရင်ဆူတောင်းပြည့်ဖြစ်စေဆူတောင်းမပြည့်ဖျားပဲဖြစ်စေအကုန်လုံးဆူတောင်းပြည့်မှာပဲဒီလိုဆိုလို့တာနော်အဲ့တော့လောကလူတွေကဝေါဟာရနောက်လိုက်ပြီးတော့ဆူတောင်းပြည့်တယ်မပြည့်ဘူးနဲ့ဒီလိုတွေဖြစ်လာကြတယ်အဲ့တော့ယုံကြည်မှုတွေဒါလည်းပဲပြောမယ်ဆိုရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်ဒါလည်းမိစ္ဆာဒိဋ္ဌိဆိုတာမှားတဲ့အမြင်တစ်ခုလို့ဒီလိုပြောတာဟိုလိုတက္ကရာဒိဋ္ဌိတို့တသဝတ္ထုကမိစ္ဆာဒိဋ္ဌိတို့ဒီလိုဟာမျိုးပြောတာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကဒီမမှန်မကန်တွေးတာမမှန်မကန်မြင်တာမှန်သမျှကိုမိစ္ဆာဒိဋ္ဌိလို့ဟောတာနော်ဘယ်နေရာမှာဟောထားတော့ဆိုတာကြည့်ခွေးလိုကျင့်နွားလိုကျင့်တဲ့အကျင့်နဲ့တန်တရားဝကလွတ်တယ်လို့ယူဆလို့ရှိရင်ဒါမိစ္ဆာဒိဋ္ဌိ။ဘာလို့ဆိုလွတ်မှမလွတ်တာ။မလွတ်တာကိုလွတ်တယ်ထင်လို့ရှိရင်ဒါမိစ္ဆာဒိဋ္ဌိပဲပေါ့။အဲ့တော့မမှန်တာကိုအမှန်ထင်လို့ရှိရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်တဲ့။ဒါကြောင့်မို့လို့မှန်မှန်ကန်ကန်သိအောင်ကြိုးစားဖို့အင်တန်မှအရေးကြီးတယ်။ဒါကြောင့်မို့စွမ်းအားဆိုတာလူတွေရဲ့တဏ္ဍာမှာရှိတယ်။အောင်မြင်ကြီးပွားဖို့အတွက်
လူစွမ်းအားဆိုတာလူတွေရဲ့တန်ဖိုးဟာမြတ်စွာဘုရားပွင့်လာတဲ့အခါမှာအေးစွမ်းအားဆိုတာလူတွေတဏ္ဍာမှာရှိပါလားလို့ပို့ပြီးတော့သဘောပေါက်လာကြတယ်မြင်လာကြတယ်အမှန်မြင်လာကြတယ်အဲ့ဒီလိုအမှန်မြင်လာတဲ့အခါမှာလူရဲ့စွမ်းရည်တတ္တိတွေတက်လာလူရဲ့တကိုးတွေတက်လာအနုဘုဆိုရင်လူဟာသေးနှုတ်နေလူဘုံဆိုတာစာပေကျမ်းကမှာကမ္မဘူမိတဲ့ဘာလှုပ်ချင်အကုန်ရတဲ့နေရာစင်တာတစ်ခုပဲနော်အထက်သွားခြင်းလည်းရတယ်အောက်ဆင်းခြင်းလည်းရတယ်လူကပို့ပြီးတော့စွမ်းရည်တတ္တိထက်တယ်ကောင်းရင်လည်းပဲလူကအစွမ်းကုန်ကောင်းတယ်ဆိုးခြင်းလည်းအစွမ်းကုန်ဆိုးတယ်ဒီပြင်ဘုံတွေမှာဒီလိုစွမ်းရည်တတ္တိမရှိဘူးစဉ်းစားကြည့်အကောင်းဆုံးဆိုတာဘယ်သူကိုပြောတာတော့ဖရာလူကသာဖရာဖြစ်တာလေဒီပြင်နတ်တွေပြမာတွေကဖရာဖြစ်ခဲ့လားမဖြစ်ဘူးအဲ့တော့လူတွေကကောင်းကျင်လို့ရှိရင်လည်းဖရာအဆင့်ရောက်သွားတာပဲလေဆိုးကျင်ပြီဆိုလို့ရှိရင်လည်းအဝီစီချိုးကလူသားတွေကပဲဒါလဲနော်အဲ့ဒါကြောင့်မို့လို့အကောင်းအဆိုးနှမျိုးလုံးသွားနိုင်တာမဟုတ်လူဘုံဟာတကယ်ကိုကမ္မဘူမိလို့ဒီလိုဟောတာကမ္မဘူမိနတ်တွေကတာဝရိန္ဒနတ်ပြည်ကနတ်တွေတော်တော်များများကလူဘုံကိုတန်ဖိုးထားတယ်လူဘုံကိုတန်ဖိုးထားတယ်နတ်ပြည်ကတည်သွားပြီးတည်တော့မယ်ဆိုလို့ရှိရင်ဝိုင်းပြီးတော့အားပေးကြတယ်တငယ်ချင်းစိတ်ကူးမလွဲနဲ့မင်းသူဂတိဘုံကိုသွားအခုကိလူတွေပါစီးပွားရှာခြင်းနိုင်ငံခြားထွက်နဲ့ပြောတယ်မဟုတ်လားအခုလည်းပဲအဲ့တော့နတ်တွေကလည်းပဲသူတို့အချင်းချင်းတိုက်တွန်းရင်ဘာလုပ်လဲဆိုလူပြည်သွားတဲ့သူဂတိဘုံကိုသွားတဲ့ဒီလိုပဲသူဂတိဘုံလို့ခေါ်တာလူဘုံလို့တော့မခေါ်ဘူးသူတို့ကသူဂတိဆိုတာချမ်းသာဒုက္ခတွေရနိုင်တဲ့နေရာတဲ့ဒုက္ခချမ်းသာဒုက္ခရတဲ့ဘုံကိုသွားလို့ဒီလိုပြောတာအဲ့ဒီရောက်ပြီးလို့ရှိရင်တဲ့မင်းအကောင်းဆုံးပစ္စည်းတစ်ခုလတ်လာပါတစ်ခုကိုရအောင်ယူတဲ့အဲ့ဒီလတ်လာပါကိုခိုင်ခိုင်မာမာကိုယ့်ကိုယ်တဏ္ဍာမှာစောင့်တည်ပါလို့ဒီစကားသုံးခုနဲ့သေတော့မဲ့နတ်ကိုမှားကြတယ်တငယ်ချင်းအပေါင်းအသင်းတွေကဝိုင်းပြီးအားပေးတာမင်းဘာမှမစိုးရိမ်နဲ့အဲ့ဒီသာသွားစိတ်ကအဲ့ဒီသာညွတ်တာအဲ့ဒီရောက်သွားလို့ရှိရင်မင်းအကောင်းဆုံးအရာကိုရအောင်ယူပြီးရင်အဲ့ဒီအကောင်းဆုံးအရာပေါ်မှာမင်းခိုင်ခိုင်မြဲမြဲဖြစ်အောင်လုပ်လို့ဒီလိုပြောတော့အဲ့တော့သူဂတိဘုံဆိုတာဘယ်ဘုံတုံးလို့ဆိုမြတ်စွာဘုရားပြောတယ်နတ်တွေကသူဂတိဘုံလို့ခေါ်တာတခြားမဟုတ်ဘူးတဲ့လူပြည်ကိုခေါ်တာတဲ့အကောင်းဆုံးအရာတစ်ခုကိုရအောင်ယူဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့ကံကံဤကျိုးကိုယုံကြည်တဲ့တရားတရားကိုပြောတာတဲ့နော်တရားတရားပေါ်မှာခိုင်ခိုင်မာမာစောင့်တည်ရမယ်ဆိုတာလေဒီတရားတရားကိုပြောတာဒါကြောင့်မို့လူပြေသွားတရားရအောင်ယူတရားဖြစ်ပြီးရင်ခိုင်ခိုင်မာမာလုပ်ပြီးကုသိုလ်တွေပြုပြီးရင်ဒုနတ်ပြေကိုပြန်လာခဲ့ဒီလိုဆိုလိုတာနိုင်ငံခြားသွားပစ္စည်းရှာဗမာပြေပြန်လာဒါမျိုးပေါ့နော်ဒီလိုဆိုလို့တယ်နတ်တွေအနေနဲ့ဒါကဒေဝတတ္တပုပ္ပနိမိတ်တသုတ်လို့ခေါ်တယ်မြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်အဲ့တော့နတ်တွေကလူပြေကိုဘာဖြစ်လို့တန်မိုးထားတာလဲဆိုတော့စဉ်းစားကြည့်လေဘာလို့တန်မိုးထားတာတော့လူတွေကတော့နတ်ပြေတို့ဗြဟ္မပြေကိုတန်မိုးထားကောင်းထားလိုက်မယ်နတ်တွေဗြဟ္မတွေကလူပြေကိုတန်မိုးထားတာဘာဖြစ်လို့တန်မိုးထားတော့ဆိုလူပြေဟာအကုန်ကုသိုလ်ကောင်းမှုတွေအကုန်လုပ်လို့ရတယ်ကဲဒါနကုသိုလ်လုပ်ခြင်းလည်းရတယ်မဟုတ်လားသီလဆောက်တည်ခြင်းလည်းရတယ်နော်ကမ္မထံဘာဝနာပွားများအထုတ်ခြင်းလည်းရတယ်လူပြေမှာနတ်ပြေမှာရောမရဘူးလားဆိုနတ်ပြေမှာခက်တယ်သီလဆောက်တည်ဖို့ဆိုရင်ဟိုနာတော့ကြတော့တခြင်းတွေနဲ့လာလိုက်လို့ရှိရင်ဟိုနတ်သမီးတွေနဲ့တရားမကြီးတောင်မှလူပြေလာပြီးတော့ဥပုသ်ဆောင်အောင်နတ်ပြေမှာဆိုမလွယ်ဘူးလေပျော်စရာတွေကအမတန်များတာကဲလူတွေရောဥပုသ်ဆောင်ရင်လို့ရှိရင် stage show ပေါ်တက်ပြီးစောင့်ရပါမလားအဲ့ဒါနတ်ပြေကအမြဲတမ်း stage show တွေရှိနေတယ်ဟိုမှာအဲ့ဘယ်လို့မှဥပုသ်ဆောင်လို့ရမှာမဟုတ်ဘူးเนาะနိစ္စဂိတာကျိုးနေမှာပဲသူမှာအမြဲတမ်းအဲ့ဒီပျော်စရာပါးစရာတွေကအမတန်မှများတာနတ်ပြေကအမြဲတမ်းပွဲလန်းသဘင်တွေနဲ့ရှိနေတာဒါကြောင့်မို့လို့စိတ်ငြိမ်ရာဆိုတာမရှိဘူးတဲ့နတ်တွေကနတ်တွေကကုသိုလ်ရခြင်းလို့ရှိရင်လူပြေလာတယ်
အဲ့တော့လူပြေမှာကုသိုလ်ကောင်းမှုအကုန်လုံးလို့ရတရားမင်းကြီးတောင်ဒါနကောင်းမှုလုပ်တဲ့အခါမှာလူပြေမှသာကြာကြာနာနာလှူလို့ရတာမို့ကြားဘူးတယ်မို့လားအဖိုးကြီးဖွားကြီးအောင်ဆောင်ပြီးတော့ရှင်မကတ္တဗကိုဆွန်လောင်းတယ်ဆိုတဲ့ဇာလန်းတွေရှိတယ်လေအဲ့ဒါလိုလုပ်တာကုသိုလ်ရဲ့တန်ဖိုးသူတို့ကပိုသိတယ်ဘာလို့လဲဆိုရင်နတ်တွေကကမ္မဖလူပဇီဝီတဲ့ကံရဲ့အကျိုးကိုမှီပြီးတော့အသက်မွေးကြရတာလူတွေကြတော့ကံကြီးမဟုတ်ဘူးဥဋ္ဌာဏဖလူပဇီဝီတဲ့လုံလဝိရိယနဲ့ပေါင်းစပ်မှရတယ်လူကြတော့ကံကောင်းပေမဲ့ကံရှိပေမဲ့လုံလဝိရိယမထုတ်လို့ရှိရင်လူမှာကံကလွဲချော်သွားတတ်သေးတယ်ဒါကြောင့်မို့လူတွေကြတော့ဥဋ္ဌာဏဖလူပဇီဝီတွေကိုစ조사မှရတယ်စ조사တဲ့အခါမှာကံလိုက်တဲ့လူကပိုရသွားတာနော်ကံကြီးထိုင်းနေလို့ကတော့မရဘူးအဲ့ဒါကြောင့်မို့လူတွေနဲ့နတ်တွေနဲ့မတူတာကအဲ့ဒီအချက်မှမတူလူတွေကစ조사အထောက်ရတယ်နတ်တွေကြတော့ကံပေါ်မှာမူတည်တယ်ကံပေါ်မှာမူတည်သည့်အတွက်ကြောင့်ကံကောင်းရင်ကောင်းသလောက်သူတို့မှတကိုးတက်တယ်လူတွေကြတော့စ조사ရင်စ조사သလောက်တကိုးတက်တယ်ပေါ့ဒါမို့လူတွေမှာဝီရိယဘုံလို့ဒီလိုပြောတာအဲ့တော့နောက်ပြီးတော့လူပြေဟာငရဲနဲ့နတ်ပြည်ပေါင်းစပ်ထားတဲ့နေရာလို့ပြောလို့ရတယ်ဆိုလိုတာကချမ်းသာတက်လက်ဆင်းရဲတက်လက်လူတွေဆိုတာချမ်းသာတဲ့အခါချမ်းသာတယ်ဆင်းရဲတဲ့အခါဆင်းရဲတယ်အစဉ်ပြေတဲ့အခါရှိတယ်အစဉ်မပြေတဲ့အခါရှိတယ်အဲ့တော့လူတွေကဘာတာတုံးလို့ဆိုတဲ့အခါကျတော့အစဉ်ပြေတယ်မပြေဘူးဆိုတဲ့ချမ်းသာဒုက္ခအပြောင်းအလဲတွေနဲ့ကြုံတဲ့အခါမှာလူတွေကတတိထားတတ်လာနတ်တွေကြတော့ဒလဇတ်အကောင်းတွေကြီးပဲဆိုတော့တတိမထားတတ်ဘူးဒါလည်းကွဲပြားခြားနားမှုရှိတယ်လူနဲ့နတ်တတိဘသူကကောင်းတော့ဆိုရင်လူကပိုကောင်းတယ်ဒါမို့တတိပဋ္ဌာန်တရားပွားများအထုတ်နေတာလူပြေမှာနော်လူပြေကြတော့တတိအမတန်မှကောင်းတယ်ဒါပရိသနတ်ပြေနဲ့လူတွေနဲ့ကွဲပြားခြားနားတဲ့တာလွန်တဲ့အချက်တွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်လူတွေကဘာတာတုံးဆိုသူရာတတ္တိရှိတယ်တဲ့တတ္တိရှိတဲ့နေရာကျတော့နတ်တဲ့တာတယ်လို့ပြောတယ်နတ်ကလည်းကြောက်တတ်တယ်နော်မကြောက်တတ်ဘူးမအောင်မင်းနဲ့ကြောက်တယ်သူတို့လည်းကြောက်တယ်ဆိုတာသိတယ်မဟုတ်လားတရားမင်းကြီးဟိုမြတ်စွာဘုရားဒီအလောင်းတော်ဘုရားကေယဘောဓိပင်အောက်မှာတရားအထုတ်တဲ့အချိန်မှာဒီပလင်ကနေပြီးတော့ဒီတင်မြင်ခွေကိုမဖြတ်တော့ဘူးမဲ့ဖို့နေပါမရမချင်းဖျားမဖြစ်မချင်းမဖြတ်တော့ဘူးလို့ဆိုတဲ့အချိန်မှာမဏ္ဍကလာနှောက်ရက်တဲ့အခါကျတော့တရားမင်းကြီးတို့မြမာတွေတို့ထွက်ပြေးသွားကြတာဟုတ်လားဖျားနာဘယ်သူမှမနေရဘူးကုန်ပြေးကြောက်တယ်သူတို့လည်းမကြောက်ဘူးမဟုတ်ကြောက်တယ်ဆိုတာကြည့်လေတစ်စက်ကတော့မှလည်းပဲတရားမင်းကြီးကြောက်လို့ပြေးတာမပါဘူးလားဖျားကိုယ်တိုင်ဟောတာပဲနော်အဝိတရာဂောအဝိတဒေါသောအဝိတမောဟလောဘဒေါသမောဟမကင်းမှုတဲ့မကင်းသေးကြဘီရုဥတ္တရာတိပလာယီတဲ့ကြောက်တယ်လန့်တယ်ထွက်ပြေးတယ်ဒါတရားမင်းကြီးတောင်မှဒါပဲလူတွေကတရားအထင်ကြီးတရားအထင်ကြီးတရားအထင်ကြီးတော့သိဉာဏ်ကြတော့ကြလာလိမ့်မယ်အဲ့ဒီပါလူရဲ့စွမ်းအားဆိုတာတရားတဲ့သားတယ်နော်အဲ့တော့လူတွေရဲ့စွမ်းအားကိုထင်ရှားအောင်ပြောပြတာဒါအဲ့တော့လူတွေကလူပြေကအင်တန်မှသူဂတိဘုံဖြစ်ပြီးတော့ကောင်းတာတွေလုံနိုင်တယ်သူရာရဲစွမ်းတတ္တိရှိတယ်တတိမန္တဒုက္ခတလက်ဒုက္ခတလက်ဖြစ်သည့်အတွက်ကြောင့်တတိပိုမြဲတယ်ဣဒဗြဟ္မစရိယဝါဒဖရာသာသနာတော်နဲ့ကြုံတွေ့သည့်အတွက်ကြောင့်မဂ္ဂင်၈ပါးအကျင့်တရားကိုပွားများအားထုတ်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဒါလူပြေရဲ့တာလွန်တဲ့အချက်တွေလို့ဆိုလိုတာနော်နတ်တွေတဲ့တာလွန်တဲ့အချက်ကအဲ့ဒါပဲအဲ့တော့အဲ့ဒါလို့ကိုယ်တဏ္ဍာမှာကိုယ်ကတာတဲ့အချက်တွေကိုသိထားဖို့လို့သိထားပြီးတော့ကိုယ့်ရဲ့စွမ်းအားတွေကိုမြင့်ပေးရမသိငယ်ရဘူးကိုယ့်ရဲ့စွမ်းအားကိုယ့်ရဲ့တန်ဖိုးကိုသိရမသိလို့ရှိရင်လူဟာရောင်ဝါးဖြစ်တတ်တယ်ဟိုအာကိုဒီအာကိုနဲ့ဒီလိုဖြစ်တတ်တယ်နော်အားတော့မျိုးမျိုးကိုးကြတာပဲနော်ဘာလေးထိတ်ကနေဆိုရင်ဘေးရင်ဆရာသွားမေးတာအာကိုတာပျောက်စေဆရာစီသွားရတာတော့အာကိုတာလေအဲ့တော့လူတွေရဲ့တတ္တိစွမ်းရည်တတ္တိဆိုတာအစွမ်းတကူဆိုတာကိုယ်တဏ္ဍာမှာရှိပါတယ်
မြတ်စွာဘုရားတောင်မှလူတွေကိုအကုန်လုံးဘာမှလုပ်ပေးနိုင်တာမဟုတ်ဘူးမြတ်စွာဘုရားကငါမမယ်ငါကဲတင်မယ်လို့တခါမှမပြောဘူးနော်ဒါကြောင့်မို့စကလုံးတစ်လုံးတောင်မှပရိတ်ကြီးထဲမှာပါတဲ့သဗ္ဗဗုဒ္ဓနုဘဝေနသရတုခိဘဝန္တုတိအလုံးစုံသောဘုရားရှင်တို့ရဲ့တကူတည်သောအာနုဘောကြောင့်အစင်ထာဝရချမ်းသာဒုက္ခရပါစေဆိုတဲ့စကားတောင်မှအတိပ္ပယ်ပြန်တဲ့အခါမှာနှမျိုးပြန်အကယ်၍ဘုရားရဲ့တကူကြောင့်ချမ်းသာပါစေလို့သွားပြန်လို့ရှိရင်အတ္တဟိအတ္တနောနာထောနဲ့ဆန့်ကျင်သွားဘုရားတကူကြောင့်ချမ်းသာတာလားစဉ်းစားရမှာနော်အဲ့ဒါလို့ချမ်းသာတယ်ဆိုရင်ဘုရားဟာတကူရှင်ကြီးဖြစ်သွားနတ်အဆင့်ဖြစ်သွားတယ်အဲ့တော့ဘုရားရဲ့တကူကြောင့်ချမ်းသာတာမဟုတ်ဘူးအဲ့ဒါကိုထေရဝါဒနီးစနစ်ကြကြဘာသာပြမယ်ဆိုရင်ဘုရားကုံကိုအာယုံပြုပြီးတော့မိမိတဏ္ဍာမှာဖြစ်ပေါ်လာတဲ့ကုသိုလ်ရဲ့အစွမ်းတကူကြောင့်လို့ဒီလိုပြန်ဘုရားကိုအာယုံပြုရင်ကုသိုလ်ရတယ်အဲ့ဒီကုသိုလ်ကကုသိုလ်မှာအစွမ်းတကူရှိတယ်အဲ့ဒီကုသိုလ်ဆိုတဲ့အစွမ်းတကူကကိုယ်တဏ္ဍာမှာဖြစ်တာနော်အဲ့ဒါကိုအားကိုးရမှာလို့ဒီလိုဆိုလို့တယ်ဒါကမြတ်စွာဘုရားစကားနဲ့အံကြပဲနော်အတိပ္ပယ်ပြန်တဲ့အခါမှာအခုမဟာယာနတို့ဘာတို့နောက်ပိုင်းမှာဆိုရင်ဘုရားကတကူရှင်ကြီးဖြစ်သွားတယ်တကူရှင်ကြီးဖြစ်ပြီးတော့တဖြည်းဖြည်းကျတော့နတ်ပုံစံဖြစ်လာလိုက်တခါတော့အိန္ဒိယနိုင်ငံကစာရေးဆရာကြီးတယောက်ရေးထားတဲ့အင်္ဂလိပ်လိုရေးထားတဲ့ဥပနိရှတ်ဆိုတဲ့စာအုပ်ထဲမှာဘာပါတော့ဆိုအဲ့စာအုပ်ဖတ်ကြည့်တဲ့အခါမှာသူအိတ်နေတဲ့အခန်းကိုညတယ်တကားလာခောက်တယ်တဲ့တကားလာခောက်တော့ဖွင့်ပြီးတော့ကြည့်လိုက်တော့ဂေါရမဗုဒ္ဓဖြစ်နေတယ်တဲ့သူစီဂေါရမဗုဒ္ဓအလဲလာတဲ့အဲ့လိုရေးတဲ့လူကလည်းရှိသေးတယ်နော်ဘုရားတော်သူတကားလာခောက်တယ်အဲ့ဒါမျိုးလိုပဲမဟာယာနဗုဒ္ဓဘာသာတွေကဘလို့ယုံကြည်လာတော့ဆိုနေမိတကာယတဲ့တံဘောဂကာယတဲ့ဓမ္မကာယတဲ့ဆိုပြီးတော့ကာယ၃မျိုးဖန်တီးပြီးတော့ဂေါရမဘုရားဒီပင်လဲဒီဘုရားဟာတဆူတည်းရှိတယ်အဲ့ဒီဘုရားကပဲဂေါရမဗုဒ္ဓအဖြစ်ကြွလာလိုက်အရိမတေယဗုဒ္ဓအဖြစ်ကြွလာလိုက်ဒီပင်္ဂရာဗုဒ္ဓအဖြစ်ကြွလာလိုက်ဆိုဒီဘုရားကမဆုံးနိုင်တဲ့ဘုရားဖြစ်နေအဲ့ဒါနတ်အတွေးတွေဝင်သွားတာနော်နတ်အတွေးတွေဝင်သွားတာဒီလိုမဟုတ်ဘူးဒါလုံးဝလွဲမှားနေတဲ့အယူဆတစ်ခုပဲတကုရှင်တွေအားကိုးရာကနေပြီးဒီလိုဖြစ်တာအမှန်အဲ့တော့နောက်ပိုင်းကျတော့မဖြစ်ဘူးလို့မအောင်မေ့လေနဲ့နောက်ပိုင်းကျတော့ဘုရားကိုးကွယ်တာဟာတကုရှင်အနေနဲ့ကိုးကွယ်တာဖြစ်မှာဂျပန်နိုင်ငံမှာဂျပန် professor တယောက်ကဘုန်းကြီးတို့သီရိလင်္ကာမှာနေတော့သူသင်တန်းပို့ချတာကိုတက်ခဲ့ရအဲ့တော့သူကဘာပြောတော့ဆိုအဲ့တော့ကဂျပန်ပြည်လူဦးရေတန်ပေါင်း80ရှိတယ်တန်း80လုံးဟာရှင်တိုဘာသာဝင်ဘယ်လောက်ရှိလဲဆိုရင်တန်း80တဲ့ဗုဒ္ဓဘာသာဝင်ဘယ်လောက်ရှိတုံးဆိုတန်း80ဘာဖြစ်လို့တန်း80ဖြစ်ဆိုရှင်တိုနတ်ကိုကိုးကွယ်တဲ့အုပ်စုကပဲဗုဒ္ဓကိုကိုးကွယ်တာတဲ့နော်အဲ့တော့အားလုံးဟာတူတူပဲဖြစ်နေတယ်ဖះကိုဂျပန်နေကိုးကွယ်တာဟာနတ်အနေနဲ့ကိုးကွယ်တာတဲ့ဖះဟာနတ်တစ်ပါးအနေနဲ့ထည့်လိုက်ပြီးတော့ကိုးကွယ်တာအဲ့ဒါကြောင့်မို့လို့ဖះဟာတဖြည်းဖြည်းနတ်ဖြစ်မှာသိချလာနောက်ဆုံးမှာဒီကြောက်တောင်းမှာတော့ဟိန္ဒူဘုရားကျောင်းရှိမရှိမသိဘူးเนาะကြောက်တောင်းကတော်တော်လေးတတ်တယ်လို့ကြားတယ်ကြောက်တောင်းမှာဗုဒ္ဓရဲ့ဘုရားပဲကိုးကွယ်ကြတယ်ဆိုတော့မန္တလေးတို့ရန်ကုန်တို့မှာဟိန္ဒူဘုရားကျောင်းတွေရှိတယ်เนาะအဲ့ဒီဟိန္ဒူဘုရားကျောင်းတွေထဲမှာဘုရားတွေကိုစင်ပြီးတော့ထားတဲ့ထဲမှာနံပါတ်9ကဂေါရမဗုဒ္ဓရဲ့ရုပ်တုရှိတယ်ဂေါရမဗုဒ္ဓရုပ်တုရှိတယ်ဂေါရမဘုရားကိုကိုးကွယ်တာဟာဘုရားအနေနဲ့ကိုးကွယ်တာမဟုတ်ဘူးဘိသနိုးနတ်ကြီးရဲ့ကိုးချိန်မြောက်နဝမအဝတ္တရဝင်စားသူအနေနဲ့ထားတယ်ကဲအဲ့ဟိန္ဒူဘုရားကျောင်းထဲမှာဘုရားနတ်ဖြစ်နေပြီနော်တဖြည်းဖြည်းနတ်ဖြစ်နေအဲ့တော့ဘုရားကနတ်မဟုတ်ဘူးနတ်တည်တဲ့မြင့်မြတ်တယ်နော်ပြမာတဲ့လည်းမြင့်မြတ်တယ်ဒါကြောင့်မို့ဝိသုဒ္ဓိမေမှာရေးထားတယ်မဟုတ်လားဒေဝနာအတိထေဝပြမာနာအတိပြမာနတ်တည်တဲ့တာတဲ့နတ်ပြမာတွေတဲ့တာတဲ့ပြမာဒီလိုဆိုလိုတာနတ်ပြမာမဟုတ်ဘူးဘုရားသူတို့တဲ့တကိုးကြီးတယ်တကိုးတာတယ်
စွမ်းတတ်တယ်ဘာဖြစ်လို့တကိုးတာတာတော့ဆိုမြတ်စွာဘုရားရဲ့တဏ္ဍာမှာစွမ်းအားတွေရှိတယ်ပေါ့ဒီလိုဓမ္မစွမ်းအားတွေကြောင့်မလို့တာတာလို့ဒီလိုပြောတာနော်အဲ့တော့လူတွေရဲ့စွမ်းအားဟာအင်မတန်မှကြီးမားတယ်ဆိုတာယုံကြည်ဖို့လက်ခံဖို့အဲ့ဒါလို့စွမ်းအားကြီးပြီဆိုတဲ့အခါမှာဘာတွေလုပ်ရမလဲဆိုတာနောက်ရက်တွေကိုဆက်ပြီးတော့လူရဲ့စွမ်းအားဟာဘယ်လောက်ထိအောင်မြင့်မားတယ်ဆိုတာဘုန်းကြီးတို့တွေလူဘဝရနေတဲ့အခါမှာကိုယ့်ရဲ့စွမ်းအားတတ္တိတွေကိုအသုံးချတတ်ကြဖို့လူရဲ့တန်ဖိုးကိုလူတွေသိဖို့အမှန်တမ်းမှအရေးကြီးတယ်ဒါဟာဖျားပွဲမှာပဲဒီအသိဉာဏ်တွေကိုရတယ်အနိုးဆိုရင်ဒီအသိဉာဏ်တွေမရနိုင်ဘူးလူဟာနတ်ကဖန်ဆင်းထားတဲ့နော်နတ်ရဲ့ရုပ်သေးတစ်ခုလိုဖြစ်နေတယ်ဒီလိုအဖြစ်မဖြစ်စေရဘူးနော်အဲ့ဒါလိုမဖြစ်စေဘဲနဲ့ကိုယ့်ကိုယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင်ကြိုးစားအားထုတ်ကြရမယ်လို့သဘောပေါက်ပြီးတော့ကိုယ်စီကိုယ်ငှအောင်မြင်ကြီးပွားရေးအတွက်လူရဲ့စွမ်းအားတွေကိုအသုံးချပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း